ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမຫນွယ်ရိတ်ခင်ရေးသားထားတဲ့အကျဉ်းတော်ညာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းကြောင်းရာလေးကိုမတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe နှိပ်ပေးခဲ့ဖို့တောင်းဆိုကြပါတယ်အသေးသေးတနိုင်သိရှိဖို့အတွက်ကတော့ဘေးနာ notification လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဇာတ်လမ်းလေးကိုအခုပဲစတင်တော့မှာဖြစ်ပါတယ်ဟော့ပကလန်မြူးကျော်တဲ့တေးသချင်းတံများနဲ့အတူလေးပေါ်မှာမြှောက်ထားတဲ့လက်များနဲ့တေးသွားအလိုက်ရှိန်ကနေတဲ့ဖြူနီပြားဝါရောင်စုံကာလာများနဲ့အလှပကေးများကလန့်အတွင်အလန်းစားကားကွက်များကတီးလုံးတိုက်ထားခြင်းမရှိတော့လေတပတ်လေတွန်းလိုက်လှပသွဲလျရတဲ့လက်ချောင်းများကိုမိုးပေါ်မြောက်ပြီးကတဲ့အခါမှာလုံးဝတန့်ပြိုင်ကြီးလွန်လှပါတယ်မြူးကျော်တဲ့တေးသချင်းတံများနဲ့အတူလှပတဲ့မိန်းကလေးများကတင်းရင်ခါတို့ကိုကွေးညွတ်သွားတဲ့အထိလှုပ်ခါကခုန်နေကြတဲ့ခမိုက်မိုက်ကောင်းလေးများကခြေထောက်နဲ့လက်ကိုသာအားပြုပြီးကခုန်နေကြတယ်တချို့ကောင်လေးများကအရရဲ့အရာသာကိုခန်းစားရင်ခုံပေါက်မြူးထူးနေကြတဲ့မိန်းကလေးများထဲကလှပပြီးဘော်ဒီမိမိုက်တဲ့အလှပိုင်းရှင်များကိုငန်းနေကြပါတယ်ကလက်အတွင်လူပြိုလူအိုအိမ်နောက်တဲ့အမျိုးသားများတခုလက်အမျိုးသားများပါနိုင်သလိုဇရက်တောင်မန်းကျူအပြိုချစ်သူရေးစားရှိသူများနှင့်လွတ်လပ်တော်မိန်းကလေးများလည်းပါဝင်ကောင်းပါဝင်ပါလိမ့်မည်စူးစူးညံ့ညံ့အတန်းဆုံးများနဲ့ဟော့ကလတ်ထဲမှာမီးအောင်ဆုံးဖြိုးဖြိုးပြက်ပြက်လင်းလင်းလက်လက်တေးဂီတာတန်ကညတညကိုပြိုပြက်လှပအောင်ဖန်တီးပေးနေစေမြူးကျော်တဲ့တေးဂီတာတန်နဲ့အတူတောင်ရင်းမြောင်ရင်းနဲ့ခုံပေါက်မြူးထူးနေတဲ့မိန်းကလေးတယောက်သူမကတခြားမိန်းကလေးများလိုကားခုန်နေခြင်းမဟုတ်ခြေထောက်ကိုစောင့်ချပြီးကားခုန်နေခြင်းဖြစ်ပါတယ်ဘလို့ကားနေတာလဲဟဲ့မကားတက်လို့စောင့်ချနေရလားအဲ့ဒီကောင်မကိုကြည့်ပြီးတော့ငါပါကားကျင်စိတ်ပျောက်သွားတယ်ဟုတ်ပါရဲ့ဟဲ့အဲ့မိန်းမကိုနင်တို့မသိကြအောင်လားဘလို့ငါတို့အကြောင်းတော့ကအတန်းဖို့လေဩသိပြီအဲ့ဒီမိန်းကလေးကတော့ဘသူ့ကိုမှဂယုမဆိုင်ပြီးစူးစားပန်းစားကိုကခုန်နေတယ်သူမကိုလှမ်းကြည့်ပြီးစောင်းမြောင်းပြောဆိုဟန်ကိုလေဂယုဆိုင်ပုံမပေါ်ဒါပေမဲ့တခဏအကြာမှအဲ့ဒီမှမကပဲနဲ့ရက်ပြီးတော့သူမကိုကြည့်ပြီးပြောနေတဲ့မိမတစုကိုတစ်ချက်စူးပြီးတော့ကြည့်လိုက်တယ်သူတို့ကိုတစ်ချက်သာဝေးကြည့်ပြီးနောက်ဘာမှအရေးမပါသလိုအေးဆေးတဲ့ခြေနှမ်းနဲ့မာဖီရဲ့စီဂရက်တလေးကိုနှကမ်းမှာတိတ်ကိုက်ပြီးဘောင်းမီအိတ်ကက်ထဲကမိချစ်ကိုထုတ်ယူလိုက်တယ်ဆဲလိမ့်မီးညှိပြီးသူ့အလုံးနဲ့သူရှုပ်နေတာမို့ဘသူမှသူမအတွေးမှစမ်းမဝင်အလှလေးကို့ကိုမီးတို့လောက်အရန်ဝိုင်းကနေတရင်တရိုင်နဲ့တက်တူရွယ်တူလူငယ်တယောက်ကသူမထန်ရှောင်းလာပြီးလက်ထဲကမီးချစ်ကိုဆွဲယူဖို့ပြင်တော့သူမကလက်ကိုရှောင်းလိုက်တယ်စေတနာဈေးကြည့်တယ်ရင်သီးတဲ့သူ့အပြောကိုအဲ့ဒီလူငယ်မှဘာမှမပြောနိုင်ခင်မှာပဲမီးအောင်ဆုံးကြားထဲကိုတိုးဝင်ပြောက်ကွယ်သွားတဲ့မိန်းကလေးအဲ့ဒီမိန်းကလေးရဲ့ဗတ်တိုက်တဲ့အကျင့်ကိုပူရိတာတချို့အသေးတရားရနဲ့လက်ဖြားခါကြံ့ခဲ့တော့ပါတယ်သူမကဒုတိယအကျင့်ကခုံမှုပြင်နေတဲ့အခါ10တန်းကြတာတော့ကနိုင်သေးတယ်အဲ့မှာရဲ့ဟုတ်ပါငါတို့လို10တန်းအောင်တဲ့လူတွေထက်ကိုမြူးခုံပြနေတယ်လွတ်များသွားတာလားအတန်လာရဟာခုနကမိန်းကလေးတက်တိုက်ထဲကပင်ပြတ်ပါတယ်ခေါင်းဆောင်ဖြစ်ဟန်တူးတဲ့မိန်းကလေးကိုသူတစ်ချက်သာဝှေ့ကြည့်လိုက်တယ်ပြီးတော့စာပြီးကားခုံမှုခြေလန်းစားတယ်ဒီတခါတေးဂီတာတန်ဟာခဲအေးအေးဘက်ကိုသွားတာကြောင့်ကြမ်းရမ်းကားခုံလို့မရဘဲဖြစ်နေတယ်အဲဒါကြောင့်အဲ့ဒီမိန်းကလေးများရဲ့ခက်ပြက်ပြက်အပြည့်တင်ဝေဖန်တန်ကိုပီပီတတ်တာကြားနေရတယ်တမင်တကာသူမကြောင်အောင်ပီပီတတ်တာပြောချင်းလဲဖြစ်နိုင်ပါတယ်အလက်ကစံကုန်မြင်လေးပါကွာဟုတ်ပါရဲ့မျိုးရိုးကတော့အထက်တန်းစားလှပစကက်လုံးတွေပြောတတ်ဖို့သိမင်းမေဟာအရက်တွေကြံသေးတယ်မလုံလေကလန့်အတွင်းမှာစူးစူးညံ့ညံ့နဲ့ဝယုံသုံးကအချင်းလေးတစ်ခုကိုရောက်ရှိသွားတယ်တေးသချင်းတန်များလုံးဝတိတ်သွားပြီးကလန့်အတွင်းမှာလူအများရဲ့အကြည့်ဟာဆလိုက်မီထိုးသလိုသူ့ထံကိုကြောက်လာတယ်လုံခြုံရေးတာဝန်ကျကောင်းလေးများကအပြေးအလွှာသူမကိုပြေးဆွဲကြတယ်ဟော့ကလန့်အတွင်းလူအများရုတ်သေးဖြစ်သွားကြတယ်အရက်ပလင်းခုန်တွေကအခုအခါဖန်ကွဲစောတွေအဖြစ်ပြောင်းလဲသွားတယ်အဲ့ဒီမိန်းကလေးများရဲ့ခေါင်းမှာတော့သွေးအလေးလေးနဲ့ခေါင်းစီကိုထိုးဆိုင်သွားတဲ့ဖန်ကွဲစောများနောက်တစ်ခါအသက်ပါဆွဲနှုတ်ပေးမယ်
လုံကြုံရေးတွေဆွဲထုတ်သွားတဲ့ကြားကတောက်ခေါက်တန်ပြင်းပြင်းနဲ့အတူကျိမ်းမောင်းလိုက်သည်ရဲ့သူမကတော့မဟုတ်ရင်နည်းနည်းလေးမှအကျော်မခံနဲ့အတာကျူနာမည်ကမြန်မာဆန်မင်းမဲ့ဝစ်စားစင်ရင်မူဟာအနောက်တိုင်းဆန်မီချင်းမြန်လက်မြန်နိုင်နဲ့ဘူးဆက်ဆက်ကောင်းပါလေလွန်ခဲ့တဲ့9နှစ်သူမအပေါ်ဖေဖေအချစ်တွေကိုဆုံးရှုံးလိုက်ရတဲ့နေ့ဖေဖေရဲ့ဂယုဆိုင်မှုတွေတိတိတသာရောနေသွားတဲ့နေ့ဖေဖေနောက်အိမ်အောင်ပြူတဲ့နေ့မေမေမရှိတော့တဲ့အချိန်ကစပြီးဖေဖေဟာကျူးကိုအဖေလိုတစ်မျိုးအမေလိုတစ်ဖုံဂယုဆိုင်စောင့်ရှောက်ပေးခဲ့ပါတယ်ဒါပေမဲ့တနေ့နေ့တစ်ချိန်ချိန်မှာဖေဖေကအခုလိုနောက်အိမ်အောင်ပြူလိမ့်မယ်လို့ကျူးထင်မထားခဲ့တာအမှန်ဦးမင်းထင်တယောက်ဒေါခင်မမကိုအိမ်အောင်ဘက်အဖြစ်ခန့်အပ်ပြီးအိမ်ကိုထောင်ရအပိုင်ခေါ်ခဲ့တဲ့နေ့ကစပြီးအတာကျူတယောက်စိတ်ထင်ရအတိုင်းဖြစ်တယ်လို့နေထိုင်ခဲ့ပါတယ်အဖေမသိအောင်ကလတ်သွားတယ်ဘားသွားတယ်ဆဲလိတ်တောက်တက်လာတယ်မူးတယ်မှောက်တယ်လူရိုက်တယ်မိရွေးဖြစ်သူမှတားတယောက်ရှိတယ်လို့ကျူးမသိကျင်တဲ့ကြားထဲကသိထားတယ်ဖေဖေဟာမကောင်းတဲ့အမှုအကျင့်များနဲ့ပျော်မွေ့လာတဲ့သူမကိုအပြစ်ဒဏ်ပေးဆုံးမတတ်ပါတယ်အဲ့ဒီအခါမျိုးမှာမိရွေးဖြစ်သူဒေါခင်မမတယောက်အကျဉ်းနဲ့ကြီးကျဉ်းနဲ့ပြီးဦးမေထင်ကိုချွတ်ချွတ်နွဲ့နွဲ့နဲ့ပါဝင်ဖြောင်းပြပေးတတ်ပါတယ်အတာကျူညီကိုညီဘာထင်းနေလေညအချိန်ကမိန်းကလေးတယောက်အပြင်ထွက်ရမယ်အချိန်လားညီတော်တော်အတက်ကောင်းတွေတက်နေတယ်ပေါ့ဟုတ်လားအိုးကိုရဲ့စိတ်လျှော့ပါသမီးလေးကလိမ့်မပါဒေါသကိုရှေ့တန်းမတင်ပါနဲ့ကိုရဲ့ကိုတကယ်စိတ်တူမိတယ်လာပါကိုရဲ့အနားယူတော့နော်သမီးလေးကကိုစကားကိုနားဝင်ပါပါစိတ်လျှော့နော်ဒေါခင်မမကဦးမျိုးထင်ကိုအမျိုးမျိုးဖြောင်းဖြပြီးနားနေခန်းကိုခေါ်သွားတယ်သူ့ကိုသမီးလို့ခေါ်တာကိုလုံးဝမနှစ်မျိုးပြီးတော့ဒေါခင်မမရဲ့အပြုံးကိုလုံးဝမနှစ်သက်ပါကောက်ချစ်တဲ့အပြုံးကိုသူ့မမြင်နေရတယ်ဖေဖေသူမကိုမချစ်တော့တာကလုံးဝသိကြတယ်လို့ထင်ပါတယ်ဒေါခင်မမဦးမင်းထင်လက်ကိုဆွဲပြီးကျင်းတဲ့စီဖို့ဖြောင်းဖြပြောဆိုရင်စိတ်ထဲမှာမကြင်မချမ်းရေရွံ့မိပါတယ်ပြက်ပြက်စီစီနိုင်လိုက်တာဟဲ့လူကြားလို့မှမကောင်းဘူးဘလို့တာဟုတ်ကဲ့ဖေဖေနဲ့မမီတားဖြစ်သူထံမှထင်မှတ်မထားတဲ့စကားကြောင့်ဦးမိုးလုံးနဲ့ဒေါ်ရွှေကြီးတို့အံ့ဩတုန်လှုပ်မိကြတော့တယ်အเจ้าမှာတော့သူဝါသနာပါရလဲဖြစ်သူတို့မိဘနှစ်ပါးလုံးရဲ့ပညာရေးလုပ်ငန်းလေးဖြစ်တဲ့စာသင်တဲ့ကျောင်းဆရာအလုပ်ကိုညင်းပယ်လိုက်ချင်းကြောင့်ပဲဖြစ်ပါတယ်အရင်နှစ်များကဆိုရင်ဒီလိုကြီးကြောင်လှုပ်လို့မရှိအခုနှစ်မှညင်းဆန်လာတာကြောင့်သူတို့ဇနီးမောင်နှံတို့အံ့ဩသွားကြခြင်းဖြစ်ပါတယ်ဆရာကြီးဦးမိုးလုံးပြပြတလဲနဲ့စာသင်မပေးခြင်းတဲ့အကြောင်းရင်းကိုတားဖြစ်သူကိုမေးရပါတယ်ဘာအစင်မပြေလို့လဲတာဗျာတားတခုခုအစင်မပြေဖြစ်နေတာလားလို့မဟုတ်ပါဘူးဖေဖေဒီအတိုင်းအထက်တန်းတွေမှာအင်္ဂလိပ်စာကအရေးကြီးဆုံးမှတ်လားဒါပေမဲ့ဒီရေလှိုင်းဟာဆက်လက်ညှင်းဆန်မှုအကြောင်းပြချက်ရှာမရဖြစ်သွားတယ်ဟုတ်တော့လေဟုတ်ပါတယ်10တန်းမှာအင်္ဂလိပ်စာကအရန်အရေးကြီးတယ်မဟုတ်ပါလားသူကအင်္ဂလိပ်စာမှာတော်လုံးထက်မြက်လွန်းသောအီးမေးဂျာနဲ့ကြောင်းပြီးထားတဲ့ကျောင်းဆရာတယောက်ပင်ဖြစ်ပါတယ်ဖေဖေတို့ကျူရှင်မှာတားကိုယ်တိုင်ရှိမှအဆင်ပြေမှာကျွန်တော်စာသင်ခြင်းစိတ်မရှိဘူးဖြစ်နေတယ်အဲ့ဒါကိုဦးမိုးလုံးနဲ့ဒေါ်ရွှေကြီးတို့နားလဲသလိုတော့ရှိပါတယ်ဒီရေလှိုင်းစောင့်မသိကျင်တော့တဲ့အကြောင်းရင်းကအဖြစ်အပျက်တစ်ခုကိုမေးပြောင်းပြစ်ချင်လို့ဖြစ်နိုင်ပါတယ်အဲ့ဒီအဖြစ်အပျက်ဟာသူတို့စာသင်ရကျူရှင်ဝိုင်းမှသာဖြစ်ပျက်ခဲ့မှုတွေအတွင်းနေချဲမိရာကဖေဖေနဲ့မမေတို့ရဲ့မြေတောက်ရက်ခံတဲ့စကားများကြောင့်အတွင်းထဲကလှမ်းနိုးသွားရတော့တယ်တေချာစဉ်းစားပါအောင်သားရဲ့မမေတို့ကျူရှင်မှာတားမရှိလို့မှမဖြစ်တာကျောင်းသားကျောင်းသူတွေအတွက်ငှဲ့ပြီးတော့စဉ်းစားပေးပါအောင်အိမ်မှာအချိန်ကုန်ရတဲ့နေ့ရက်တိုင်းကျူတယောက် TV ကြည့်ပြီးတော့အချိန်ကုန်တတ်ပါတယ်ဖေဖေဦးမီထင်က TV ကိုသူမအခန်းအတွက်တက်တက်ဝဲပေးထားတယ် TV ဖွင့်ရင်ဖုန်းသုံးရတာကိုသဘောကျနှိမ့်ချိုက်တယ်လို့အဲကုန်းဖွင့်ထားရင်စောင်းချုံအိပ်ရတာကိုလေသဘောကျတတ်တဲ့အတာကျူအိမ်မှာဖေဖေနဲ့ဒေါခင်မမအတူတူရှိနေရင်တော့သူ့ရဲ့အခန်းထဲမှာပဲအောင်းနေတတ်တဲ့အတာကျူဂိမ်းစောရတာကိုပြင်းနေတတ်ပြီးအပေါ်အောက်နျူဖီပိုးရတာကိုသဘောခွေတတ်ပါတယ်ဒီကနေ့အိမ်မှာဖေဖေလည်းမရှိဒေါခင်မမကလည်းအသီးမိတ်ဆွေတွေနဲ့အပြင်ထွက်နေပြီးအိမ်မှာအဆောင်ကောင်းမလေး2ယောက်နဲ့ကျူးတာအိမ်မှာကြံခဲ့တယ်အဆောင်ကောင်းမလေး2ယောက်မှာထမင်းချက်လိုက်
ကြမ်းတိုက်လိုက်အိုးခွက်ပကံဆေးလိုက်ပန်းမင်းရေလောင်းလိုက်နဲ့သူ့အလုံးနဲ့သူရှုံနေကြတဲ့စိတ်အလိုမကြတိုင်းစားပြီးသားမုံခုံအသီးခုံများနဲ့နေကြစိခုံများကိုပွားလန့်ကျဲအောင်လှုပ်လေရှိတဲ့ကျူအဲ့ဒီအခါမျိုးမှာဒေါခင်မမတယောက်မကြီးမသားနဲ့ပြန်ရှင်ရစမြဲပင်ဖြစ်ပါတယ်အဲ့ဒီလောက်အထိတော့ဒေါခင်မမတယောက်စိတ်ရှည်တတ်ပါတယ်10တန်းပြန်တက်ဖို့ရောအုံနောက်ထဲရှိသေးရဲ့လားအတားကျူညီကိုညီအ ਨੇ ဆုံး10တန်းအောင်တော့စူးစမ်းရမယ်ငါအသက်ကြီးတဲ့အထိညီကိုရှာဖွေကျွေးမွေးမနေနိုင်မို့အဲ့ဒါကြောင့်ကိုတိုင်ဘဝဆိုတဲ့အရာကိုအန်တုနိုင်ဖို့ကိုတိုင်စူးစမ်းကြည့်ဖို့လှုံအောင်အဲ့တော့10တန်းပြန်တက်ဖို့လုပ်ရမယ်စားအုပ်တွေကျိုးစုထားပြီးတော့ငါအပ်ပြီးတဲ့ဘော်ဒါမှာပဲတက်ရမယ်ဒါငါအမိတ်အဲ့ဒီလိုပြောပြီးတော့ဦးမင်းထင်အပြင်ကိုထွက်လာခဲ့တော့တယ်အရင်ကဆိုရင်သမီးလေးကသူ့နဲ့ရေဖြိုးဖြိုးငါးဖြိုးဖြိုးနေတတ်ခဲ့ပါတယ်အရင်ကဆိုတာထက်ဦးမင်းထင်နောက်အိမ်အောင်မပြုတ်ခင်ကဆိုရင်ပိုးမှန်ပါလိမ့်မယ်ခင်မမနဲ့တပင်းလေးလိုတပင်းထူခဲ့တဲ့အချိန်ကစပြီးသမီးလေးကျူးတယောက်အခန်းတွင်းမှာသာအမြဲအောင်းနေတော့ပြီးပြန်လဲမပြောနားလဲမထောင်နဲ့ခလေးတယောက်ဖြစ်ခဲ့တော့တယ်ဆေးလိတ်တောက်တက်လာတယ်ဘားသွားတက်လာတယ်အဲ့ဒီအတွက်လေသမီးလေးကိုဦးမင်းထင်ကတနာသွားရသလိုစိတ်မကောင်းလေးဖြစ်နေမိပါတယ်ပြီးတော့သမီးကျူးရဲ့ရှေ့ရေးအတွက်ရင်တမမဖြစ်လာခဲ့တော့တယ်ဒီအတိုင်းဆိုခတ်တော့မှာပဲတခုခုစီစဉ်မှဖြစ်တော့မယ်ဦးမင်းထင်တယောက်သမီးအကြောင်းတွင်ရင်မျိုးဆက်သည့်ပညာရေးဘော်ဒါဆောင်ကိုကားကိုချိုးကွေမောင်းလိုက်တဲ့မျိုးဆက်သည့်ဘော်ဒါဆောင်တီထောင်သူဦးမိုးလုံးဟာသူ့ရဲ့တငယ်ချင်းအရင်ခောက်တာဖြစ်ပါတယ်သမီးကျူးရဲ့10တန်းအောင်မှုအရင်ဟာဒီစာသင်ဝိုင်းတာလင်စွမ်းဆောင်နိုင်လိမ့်မှာဖြစ်ပါတယ်မျိုးဆက်သည့်စာသင်ဝိုင်းကိုရောက်လာတဲ့ကျောင်းသားတိုင်းငြိမ်ဝှပြပြပြီးစာကိုသာအားသွန်ခွန်ဆိုင်စူးစမ်းတက်လာခြင်းပင်ဖြစ်ပါတယ်စီကံတင်းကျပ်ပြီးစိတ်တက်ရေးရာကအစအကုန်မြင့်တင်ပေးပါတယ်အပြေထွက်ခွင့်လုံးဝမရှိဒီလိုတင်းကျပ်မှုတွေနဲ့ဆိုရင်ကျူးတယောက်လိမ္မာလာနိုင်ကောင်းတယ်လို့ဦးမေထင်တွေးမိပါတယ်စာသင်ဝိုင်းရှိရောက်တာနဲ့အရေးရတဲ့အပင်ရှိမှကားကိုထိုးရက်လိုက်တဲ့ကားပေါ်ကဆင်းကစာသင်ဝိုင်းထဲဝင်လိုက်တာနဲ့ဆရာကြီးဦးမိုးလုံးနဲ့တန်းတွေ့ပါတယ်ဟဲ့အောင်မင်းထင်အခုမှပဲပေါ်လာတော့တယ်လာကွာဟေးဟုတ်ပါရဲ့ကွာမလာလို့မဖြစ်တော့ဘူးမိုးလုံးရေလာဓာန်ပေါက်ဆိုင်ရင်နဲ့စကားပြောကြတာပေါ့ဒီနေ့အိမ်မှာဓာန်ပေါက်ချက်ပြီးတော့ဖုန်းကြီးเจ้าမှာလှူတာမင်းရောက်လာတာနဲ့အတော်ပဲဟေးငါလာတာကန်ကောင်းတာပေါ့လာထိုင်ကိုမင်းတင်ဟုတ်ကဲ့ပါမရွှေကြီးဒေါ်ရွှေကြီးကလည်းဓာန်ပေါက်ထည့်ထားတဲ့ကျွေးပကန်းကိုယူလာရင်ခရီးဦးကျူပြုတ်လိုက်ပါတယ်ဦးမိုးလုံးနဲ့ဒေါ်ရွှေကြီးတို့ဇနီးမောင်နှံရဲ့ဖော်ရွေပြူငါမှုကြောင့်ဦးမင်းထင်ကျေးဇူးတင်သွားရတယ်ဆရာမကြီးဒေါ်ရွှေကြီးကတော့စားစရာတောက်စရာများချပေးပြီးလုံးစရာရှိနေသေးတာမို့သူတို့ကိုနှုတ်ဆက်ကစပွဲဝိုင်းမှထွက်သွားပါတယ်ဦးမင်းထင်နဲ့ဦးမိုးလုံးတို့ရင်နွေးချမ်းတောက်ရင်ကျောင်းတော်ကအဖြစ်ပြက်များကိုရီမောစွာပြန်လဲပြောပြကြပါတယ်ကျောင်းတော်ကအကြောင်းအရာတွေကိုတော့တတိရတယ်ကွာငါတို့မဆုံးဖြစ်ကြတာကြားပြီပဲဟုတ်တယ်ကွာအခုများတော့သားသမီးကိုစီနဲ့မြေးတွေမြစ်တွေနဲ့ဖြစ်ကုန်ကြပြီဒါနဲ့လာရင်ကိစ္စများရှိလို့လားတငယ်ချင်းဟေးအခုမှလာရင်ကိစ္စကိုတတိယသွားတဲ့ဦးမင်းထင်တငယ်ချင်းအပေါင်းအသင်းများနဲ့ဆုံရင်အဘယ်အကြောင်းအရာတွေရှိစေပါစေမိကပြန်သွားတတ်တဲ့အချင်းကလည်းရှိသေးပါတယ်တောင်းလက်စရင်တွေးပကံကိုခဏချပြီးတပ်ပြင်းကိုမတိမတာချရင်နဲ့လာရင်အကြောင်းရင်းကိုပြောပြမိပါတယ်လာရင်ကတော့ငါသမီးကိုမင်းတို့စာတင်ဝိုင်းကိုအပ်မလို့လာတာဟေးမင်းရဲ့သမီးက10တန်းကိုမအောင်သေးရလားတကယ်ကငါသမီးကစားတော့ပါတယ်ဒါပေမဲ့10တန်းကြတာမှတဖုံဖုံနဲ့ဟေးငါနောက်အိမ်နောက်ပြုတ်လိုက်တဲ့ကအမြင်မကြည့်တော့ပဲဖြစ်တယ်လို့နေလာတာဟေးငါသမီးရှေ့ရေးအတွက်စူးစမ်းမှုအပိုင်းရောစိတ်သက်ပိုင်းဆိုင်ရမှာပါမင်းတို့ကိုအပ်ချင်တယ်ကွာဟေးဒါလားစိတ်ချပါကွာဒါနဲ့မင်းကမကြီးဆုံးပြီဘယ်အချိန်ကနောက်မင်းမယူလိုက်တာလေဒီလိုပါပဲကွာလွန်ခဲ့တဲ့9နှစ်ကတည်းကမင်းသမီးအတွက်စိတ်ချကွာမင်းရဲ့သမီးကလေငါတို့သမီးလေးပဲမဟုတ်လားငါရဲ့စာသင်ဝိုင်းမှာကငါသားလေးစာပြပေးတယ်မင်းသမီးအားနေတဲ့ဘာသာရက်ကိုတီးတဲ့အချိန်နဲ့သင်ပေးလို့လည်းရတယ်ဟေးဟိုတစ်ခေါက်ကတငယ်ကမင်းရဲ့သားလားဒါဘောကွာဒီဟေးလိုက်လေအဲ့ဒါငါသားပဲအင်္ဂလိပ်စာနဲ့ကျောင်းပြီးထားတာမင်းရဲ့သမီးလေးအင်္ဂလိပ်စာအားနေတဲ့သူဆိုရင်တော့စိတ်သားချငါသားရှိတယ်ကောင်းတယ်ကွာတငယ်ချင်းကျေးဇူးပဲငါသမီးဖြက်ဖြက်လက်လက်ရှိလာပြီး10တန်းအောင်ရင်ကိုငါကျိန်နေပြီဒါနဲ့သမီးလေးနာမည်ကငယ်ငယ်ကနာမည်အတိုင်းပဲမဟုတ်လားဒါပေါ့
ဦးမင်းထင်ကလာရကျိုးနှက်သွားတာမို့အလွန်ကျဉ်နဲ့သွားရတယ်မျိုးဆက်သစ်စာသင်ဝိုင်းဟာမျိုးဆက်သစ်ဆိုတဲ့အတိုင်းထူးချွန်ထက်မြက်တဲ့လူငယ်များကိုမွေးထုတ်ပေးနိုင်မယ်လို့အတိအကျရှုံးကြည့်ပါရယ်မျိုးဆက်သစ်စာသင်ဝိုင်းမှာနေ့စဉ်ကုန်ထူးရကျောင်းသားများလေအများအပြားပေါ်ထုံးလျက်ရှိတယ်မဟုတ်ပါလားတားဖြစ်သူကိုယ်တိုင်ကစားပြပေးတယ်ဆိုလို့ဦးမင်းထင်သမီးဖြစ်သူကိုအနှင်းမှုအတွက်စိတ်ချလက်ချရှိသွားပါရယ်တာဆုံးဖြတ်ပြီးသွားပြီလားဗျာဒီနေ့ကျောင်းသူအသက်လာအပ်တယ်အဲ့ဒါဖေဖေတငယ်ချင်းရဲ့သမီးလေးဆိုတော့အဲ့ဒီသမီးလေးကတားရှိမှအဆင်ပြေမှာဘာလို့လဲဆိုတော့သူကအင်္ဂလိပ်စာမရဘူးတဲ့ဗျာဖေဖေတို့လက်ခံလိုက်ပြီဒါပေမဲ့ဖေဖေရှေးလှိုင်းကခေါင်းကစပင်ကိုထိုးဖွားလိုက်မိရင်ဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ်ဆုံးဖြတ်ချိန်ပေးထားပြီးကမှအခုတော့ပြုံးစားကြည့်ကျောင်းသူအသက်လက်ခံပြီးပြီတဲ့ပြီးတော့ဖေဖေတငယ်ချင်းရဲ့သမီးဆိုလို့ဆက်ပြီးညင်းဖို့အတွက်အခက်တွေးသွားရတယ်။သူလုံးဝမပတ်သက်ချင်တာကမိမဆိုတဲ့အမျိုးပင်ဖေဖေတငယ်ချင်းရဲ့သားဆိုရင်တော်အောင်မေ။ဒီတော့ဘာမှစဉ်းစားမနေတော့ပဲစာသင်ဖို့ပဲအာရုံစိုက်ပါ။သားမရှိရင်မဖြစ်တာကိုပဲသိနေရင်ဆက်ပြီးမငင်းပါနဲ့သား။ဒါပေမဲ့ကျွန်တော်အကြောင်းပြချက်ရေးရေးလဲလဲမရှိပင်ဖေဖေနဲ့မမေကိုကတိကအောက်ဖြစ်အောင်မလုပ်ပါနဲ့မမေအာနာမသုံးချင်ဘူးသား။ဟုတ်တယ်သားဖရက်ရှာတွေကိုမတင်ချင်ရင်တော့ဖေဖေတငယ်ချင်းရဲ့သမီးကိုတင်အိုတင်ပေးရမယ်။ तू ကဖေဖေတို့ယုံကြည်လို့အပ်ထားတာ။အဲ့ဒီမိန်းကလေးကရက်ပီတာလား။တားထက်အသက်ငယ်ရင်တော့3နှစ်လောက်ပဲ10တန်းကျတာ3နှစ်ရှိပြီ။ဗျာပြီးတော့သူ့နာမည်ကအတာကျူးတဲ့။တာခလေးကနည်းနည်းဆိုးတယ်။ဆိုးတယ်မမေစကားကောက်ကြောင်းအတိုင်တန်ရောက်လိုက်မိတဲ့ရေလန်းကခေါင်းနှပန်းကြီးသွားရတယ်။အရန်ဆိုးသွမ်းတဲ့မိန်းကလေးဆိုရင်သူ့လိုရိုးရိုးအေးအေးကြောင်းစရာနဲ့လုံးဝအဆင်မပြေနိုင်ဘလို့ဆိုးတာလဲမမေဆိုးတာကလူတော်ရိုက်တယ်ဆိုပဲဗျာကျွန်တော်ကစာမသိပေးရပဲတရားကြောင်ဟောပေးရမှာလားမိခင်ဖြစ်သူဒေါ်ရွှေရီရဲ့စကားကြောင့်အထစ်ထစ်အငေါငေါနဲ့ပြောလာသူတားဖြစ်သူကြောင့်ဦးမိုးလုံးသဘောကျစွာရီမောမိလိုက်တယ်စာပဲသင်ပေးရမှာသာဆိုးတာသူ့အပိုင်းမော်အော်အဲ့ဒီအခါမှရေလိုင်းလေးလေးလံသွားတဲ့အလုံးကြီးကျသွားရတယ်ဘလို့ပင်စိုးစီပါစေစာမသိကျင်တော့တဲ့စိတ်ဆန္ဒများသာစိုးမို့လို့နေပါတယ်မမမိကျင်တော့တဲ့အမတ်တရများစာသင်ခန်းထဲမှာရှိခဲ့ဘူးတယ်ဒါပေမဲ့ចောင်းသားចောင်းသူများအတွက်ငှက်စရာတွေလည်းကြံနေသေးပါတယ်အဲ့ဒါကြောင့်စာသင်ခြင်းကိုသူလှုပ်တာလှုပ်ရပါလိမ့်မယ်မနက်စောစောအချိန်မျက်နှာသေးကိုလဲတန်းစင်ပြီးအပြင်ထွက်လာတဲ့ဒေါခင်မမကိုလဲလေးကျင်ငန်းလုံရင်ကွန်တိုမှာတယောက်ထဲနေတဲ့တားဖြစ်သူစီဝင်ဖို့ဆုံးဖြတ်ထားတယ်။ဦးမေထင်ရုံးလဲမသွားနိုင်သေးပေအိမ်မသာအချိန်ကုန်ဆုံးစီလိုက်တယ်။မနက်10 နာရီရောက်တဲ့တိုင်အခန်းထဲကထွက်မလာသေးတဲ့သမီးကိုလက်တဆန့်ဆန့်မျှောနေရှာတယ်။ကြောင်ဆက်တက်ဖို့ကိုခေါင်းထဲရှိသေးရဲ့လီလား။မတက်တာတဲ့အစုံအပေါ်ထက်မှရှိတဲ့ကျူးရဲ့အခန်းကိုဦးမင်းထင်ရှောက်လာခဲလိုက်တယ်။အတာကျူမထသေးဘူးလား။ဒါကမိန်းကလေးတယောက်အိပ်ရမယ့်အချိန်လားဟမ်။ထားတော့ဖေဖေပြောစရာရှိရင်အဲ့ဒီလိုပြောပြီးတော့ဦးမင်းထင်ကအိမ်ရောက်ထက်အခန်းစီကိုဆင်းသွားတယ်။ကျူးဘလို့ပင်စိတ်ဆိုးစိတ်ခုနေတတ်ပါစေ။ဦးမင်းထင်ကသူ့ကိုယ်သူဖေဖေလို့ပြန်သုံးကပြောတတ်ရင်စိတ်ကျဉ်နဲ့သွားတတ်တယ်။လက်တွေချင်းတွေကိုစမ်းတန်းလိုက်ပြီးအိယာမထကရေချိုးခန်းနဲ့ဝင်သွားတဲ့အတာကျူကိုလက်သက်ရှင်ပြီးအိမ်နေကောင်းဝင်ခက်ပွားပွားခရမ်းရောင်ကိုယူဝဲလိုက်ပြီးတော့အောက်ထက်ကိုမမိတ်မတုံဆင်းလာတယ်။ဒါပေမဲ့သူ့ရဲ့ပင်ကိုစရိုက်ဖြစ်တဲ့ဂျေကန်ကန်စရိုက်ကတော့လုံးဝမှပြောင်းမသွားမနှက်ပြန်စာတင်မှုအစင်သင့်ပြင်ထားကြောင်းအပ်ထားပြီးပြီမတင်ချင်ဘူးဘာအတာကျူဒေါသတကြီးအော်ငေါက်လိုက်တဲ့ဦးမင်းထင်အတန်အတော်ကျဲသွားတော်လေနည်းနည်းလောက်မှမဖြုတ်နဲ့အတာကျူထမင်းကိုအစားမပြတ်ပဲအေးအေးဆေးဆေးရှိနေနိုင်နေဦးမင်းထင်ကသမီးဖြစ်သူမှလုံးလုံးမှအစင်မပြေတဲ့အမူအရာကိုစိတ်ပြတ်စွာကြည့်မိတယ်ညီကိုအလိုလိုက်ခဲ့မိတာမှားတာပဲအတာကျူစီးမဲ့ကမ်းမဲ့နဲ့အဲ့ဒီစကားအတွက်ကျူးအံ့ဩသွားရကနည်းနည်းတော့နာကျင်သလိုခံစားရပြီးဝမ်းနဲ့ကျင်ဖြစ်သွားရတယ်ငငယ်လေးကအခုလွန်ခဲ့တဲ့မိနစ်အထိခါသက်တဲ့စကားများကိုတခါမှဖေးဖေးပစက်မှထွက်မလာခဲ့ဘူးပါအမှုအရာမပြတ်စေပြီးထမင်းကိုသာငုံစားနေတဲ့ကျူဦးမင်းထင်ကအနှဲငယ်ပြန်ရွသွားတဲ့သမီးရဲ့မျက်နှာရိပ်ကိုရိပ်မိပါတယ်ကျောင်းပြန်တက်ရင်သမီးလိုချင်တာဝဲပေးမယ်တကယ်လားအဲ့ဒီအခါမှမျက်လုံးလေးတွေအယောင်လက်လာပြီးအာရဝမ်းသာမေးလိုက်တဲ့ကျူဦးမင်းထင်ကခေါင်းကိုစက်ကနေငိမ့်ပြရင်ထမင်းကိုဆက်စားလိုက်တယ်
နောက်ဆုံးပေါ်အိုင်ပတ်ပြိုင်ကားအနက်နဲ့ငွေသား320မနေ့ဖြန်ကစပြီးကြောင်းတက်မှာတေးကြလားတေးကြတယ်လက်မနဲ့လက်ညှိုးကိုโอเคတဲ့ဟန်နဲ့ဝိုင်းပြလိုက်တဲ့အကျူကျင်းနဲ့စွာနဲ့ပုံမှန်ထက်အရန်ထမင်းထက်ယူပြီးအားရပါရစားသုံးခဲ့တယ်တခုကိုလိုချင်တခုကိုစွန့်လွတ်ရမယ်အဲ့ဒီအတွက်သူမလိုချင်တဲ့အရာတွေကိုလိုချင်တဲ့အတွက်ပြန်မတက်ချင်တော့တဲ့10တန်းကိုပြန်တက်ပြီးမယ်စာမေးပွဲကြလည်းကိစ္စမရှိဘူးစာမွေးပွဲအောင်ဖြေဖို့လည်းအစီအစဉ်မရှိဘူးပြီးတော့ဖေဖေက10တန်းပြန်တက်ဖို့ပဲပြောတာ10တန်းအောင်ဖို့ပြန်တက်လို့ပြောတာမှမဟုတ်တာဒါဆိုမမေပြန်တော့မင်းကျွန်တော်စီဘယ်တော့မှမလာပါနဲ့ဘလို့သာကျေးဇူးပြုပြီးမေမေအရေးတွေအမြဲတမ်းမစိုးမိုးကြပါနဲ့ကျွန်တော်ဒါကိုအယမ်းရှက်တယ်ဗျ။အိုးကွယ်ဒေါက်ခင်မမတားဖြစ်သူညီတူသားရဲ့စကားကြောင့်အသေးကိုဓာတ်နဲ့မှုန်းချခံလိုက်ရသလိုခံစားသွားရရှာတဲ့ငိုကျင်တဲ့စိတ်ကိုတားရှိမှမျိုးချမိရင်ဟန်ဆောင်အပြုံးကိုဖန်တီးလိုက်ရတယ်။အဲ့ဒီနောက်တားအစိမပြေမှစိုးလို့ပါကွယ်ကျွန်တော်အစိပြေနေတယ်ဒါကြောင့်မို့ဒါပေမဲ့မမေမတားကိုစိတ်မချတာဒါဆိုရင်ကျွန်တော်ကပတ်ဝန်းကျင်ရဲ့ငွေမက်လို့ခလေးတယောက်အဖေနဲ့လက်ထက်လိုက်တဲ့မိမကြီးရဲ့သားလို့ဆက်ပြီးတတွေးခတ်ထဲမှာပက်လက်မျောခံရအောင်မလား။အိုးကွယ်ဒါမမေကိုလှုပ်ကျွေးမဲ့သားတယောက်လုံးရှိရဲ့နဲ့ဒီလိုလုံးရက်ကိုလှုပ်လိုက်တာကတကယ်ပဲငွေမက်လို့လားမမေဒါတွေကနှစ်တွေအတော်ကြာခဲ့ပြီမဟုတ်လား။ကျွန်တော်အတွက်တော့မနေ့တနေ့အတိုင်းပဲကျွန်တော်တိတ်ဆိတ်တဲ့ကွန်ထိုမှာနေရတာအဆင်ပြေပါတယ်။နှွေးထွေးတဲ့အမေလက်တစုံကရှားပါသွားပြီမို့မဟုတ်ဘူးမဟုတ်ပါဘူးသားရဲ့ဒါဆိုရင်ဘာဖြစ်လို့နောက်အိမ်အောင်ပြုတ်ခဲ့တာလဲဘာဖြစ်လို့သားအရင်ကိုထားပြစ်ခဲ့လဲဘာဖြစ်လို့လဲအလောက်ကပြန်လာရင်ပူပူနွေးနွေးချက်ထားပြီးတဲ့မမေထမင်းဟင်းကိုပဲစားချင်နေတာဒါပေမဲ့ကျွန်တော်ခေါက်ဆွဲပြုံးနေပဲနှစ်ပါးသွားရတယ်ဘာလို့လဲကျွန်တော်နာကျင်ရလိမ့်မယ်လို့မမေမတွေးမိဘူးလားဒါကသားအတွက်လုံနေတာဘလို့ညီညီကအထစ်ထစ်အငုံငုံနဲ့မမေအပြောကြောင့်ဆုံးအားသွားရတယ်မမေဘာပြောလိုက်တာလဲဒါပေမဲ့မမေကပါနှက်ပြီးဟန်ဆောင်နေတဲ့တော်ပါတော့မမေကျွန်တော်နားပြစီမမေပြန်มาတော့ကျွန်တော်စီထပ်မလာပါနဲ့တော့ပြီးတော့ကျွန်တော်အရန်အဆင်ပြေနေစိတ်ရှုပ်ထွေးနေပုံအထင်သားနဲ့တားဖြစ်သူရဲ့အပြုမှုကြောင့်ဒေါခင်မမလက်လျှော့ကပြန်လာခဲ့ရတော့တယ်မိဘဆိုတာကသူတို့သားသမီးအတွက်မကြွေးမမွေးပဲနေခြင်းမမလဲလင်းရဲ့မယားရေဆိုပြီးလက်ထက်စာချုပ်မှာကပြေးတင်ပြီးကလေးကလင်းရဲ့စီးစိမ်ကိုမယားပိုင်ပါတယ်အဲ့ဒီအတွက်ဒေါခင်မမဟာထုံးလို့ချင်းရေလိုနောက်နိုင်မဲ့အခြေအနေမှာတည်ရှိခွင့်ရှိပါတယ်ဒါပေမဲ့နေမြေအစ်စ်ကိုစိုးရိမ်မှုများနဲ့ဝင်ရောက်လာတဲ့ဆရာဦးတီရေလှိုင်တနည်းအားဖြင့်လူစိုးထင်းတယောက်ရဲ့အသွင်လို့သူ့ကိုယ်သူခန်းစားနေရတဲ့ကျောင်းစာစတင်ရမယ့်နေ့မှာပဲရေလှိုင်ကကိုယ်တိုင်သွားကြဖို့ဖဖေးအမိန်ကိုနားခံခဲ့ရတယ်။ဧခန်းထဲမှာထိုင်ပြီးအချိန်ကြာစောင့်နေတဲ့အတိုင်းသူတပည့်ဖြစ်လာမယ့်တစုံတယောက်ရဲ့အရေးရောင်ကိုမတွေ့ရသည်။မယောင်မလဲနဲ့လက်တဆန်းဆန်းဖြစ်နေတာမို့ဦးမင်းထင်အားနာသွားရတယ်။သမီးတောင်မကျိုးတာကအခုမှပိုးဆိုးလာတယ်။တာမောင်တီရီလိုက်သမီးအခန်းကိုသွားခေါ်လို့ရတယ်။ဗျာဦးမင်းထင်ရဲ့စကားအဆုံးမှာအတိတ်ပဲလွဲကောက်ပြီးမျက်နှာကြကြမှရှက်သွေးဖြာသွားရတဲ့ရေလှိုင်းမျက်နှာအဲ့ဒါကြောင့်ဦးမင်းထင်ကကြပြာကြရာနဲ့ဖြည့်ချင်းချက်ပြန်ထုံရတယ်။အခုအချိန်ကစပြီးဦးရဲ့သမီးကိုတားအုပ်ထရတော့မယ်လေ။အဲ့ဒါကြောင့်ဒါကနားလည်မှုလွဲစရာမလိုဟုတ်ဦးရဲ့သမီးကိုအစားအစာအရာရာကူညီပေးနိုင်မယ်လို့ဦးမျှော်လင့်ပါတယ်။ဟုတ်ကဲ့ကျွန်တော်စူးစမ်းပါမယ်။ယုံယုံကြည်ကြည်နဲ့အနှင်းခံရတာကြောင့်နေသားထိုင်သာရှိသွားတဲ့ဒီရေလှိုင်းအဲ့ဒီနောက်ကတုံးကရင်ခြေလမ်းများနဲ့အပေါ်ထက်ကတကားပေါက်တစ်ခုရှိမှရပ်လိုက်ပါတယ်တကားကိုခောက်ဖို့မဝေမရဲဖြစ်နေတဲ့လက်တစုံနဲ့ခါသက်တဲ့ခန်းစားချက်အစိမ့်သက်သက်ကိုပါလက်ခံရရှိလိုက်တယ်တကားကိုခောက်လိုက်တဲ့အခါမှာဝင်ခဲ့အမိတ်ဆန်ဆန်အတန်လှိုင်းကပြက်သားစွာပေါ်ထွက်လာတာမို့ကြောထဲမှာချမ်းစိမ့်စိမ့်ဖြစ်သွားတဲ့အောင်ဘာလဲဆရာမှအမိတ်ဆန်ဆန်ပြောရမှာမဟုတ်လားသူကဆရာလားငါကဆရာလားမဆိုရင်ကြောက်တဲ့လွန်းနာကမှအလုံးအကျူးပါပဲကနာမငြိမ်တဲ့စိတ်ကိုအတန်းနိုင်ဆုံးထိန်းချုပ်ပြီးဖွင့်ထားတဲ့တကားကိုအသားအရတွန်းဖွင့်လိုက်တယ်ဟာမညံ့တွင်ရက်တန့်သွားတယ်ရှူဆိုင်နေတဲ့လေကလည်းရုတ်တရက်ရက်တန့်သွားတယ်အမြင်ရဲ့အာယုံစူးဆိုင်မှုကတနေရာထဲမှာသာဦးတည်သွားတယ်ဒီရေလိုင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
နေဆွေရီနီးဖြားသွားခြင်းနဲ့အတူမျက်နှာတစ်ပြေလုံးလေးရဲတက်သွားတယ်။ရေချိုးပြီးစအဝတ်အစားပါလွှတ်လွှာသာရှိတဲ့မိန်းကလေးကြောင့်ထုံသွားရတယ်။လှပတဲ့အတွင်းသားကောက်ကြောင်းကအထင်သာမတက်ရက်ပြီးစပင်းတောက်နေတဲ့မိန်းကလေးကတော့မဖြုံဟန်နဲ့စိုက်ကြည့်နေတယ်။အဲ့ဒါကြောင့်ရှေးလိုက်ဟာအလန့်လန့်အဖြန့်ဖြန့်နဲ့မျက်နှာလွှဲပြီးကတုံကရင်ပြောလိုက်ပါတယ်။အမြန်ပြင်ပြီးတော့အောက်ထက်ကိုဆင်းခဲ့ပါ။အဲ့ဒီလိုပြောပြီးရှေးလိုင်းကပြန်ဆင်းမှုတကားကိုပြန်ဖွင့်မှုပြင်လိုက်ပါတယ်။နေအောင်ဟင်ဒီဘက်ကိုလှည့်ဗျာအခုအချိန်မှကြောင်းရွံ့ဆုံးအရာကသူမဘက်လှည့်ပြီးမျက်နှာချင်းဆိုင်မိခြင်းဖြစ်နိုင်လောက်ပါတယ်။အာနာပြနေလိုက်သေးတယ်လူဆိုးမလှည့်လေဟွန်းဟာမလှည့်ဘူးဘာကြောင့်လဲကြောက်စရာကောင်းတယ်သူမကသူ့စီတရွေ့ရွေ့ရှောက်လာတာကိုအတိုင်းသာကြားလိုက်ရစဉ်တထင်းကမှာတော့ခြေပြားလက်ပြားတို့မှသွေးကြောတွေရက်တန့်သွားတယ်လို့ခန်းစားလိုက်ရတယ်။နှလုံးခုန်တန်ကမြန်ဆန်လာပြီးတကိုယ်လုံးချစ်တောက်ပူးလာတယ်။ခြေတွေလက်တွေတုန်ခါလာတယ်။အသက်ကိုမနှဲရှူနေရတယ်။ငါ့ကိုယောက်ျားတွေကကြိုက်တယ်လို့ပဲပြောကြတာ။နေရာမှာကြောက်တာတယ်လား။ဒီဘက်ကိုလှည့်ပြောဆူဆူနဲ့သူ့ရဲ့ပခုံးကိုသူမဆွဲအလှည့်မှာရုံးရင်းဆန်ခန့်ဖြစ်နေရင်နဲ့ပြိုလဲသွားကြတဲ့အခိုက်အတန့်အပေါ်စီးကကျသွားတဲ့ကျူးဟာရေလိုင်းရဲ့ပေါင်းအရင်းကိုတက်နှင်းမိသွားတဲ့ရေလိုင်းကအာတန်နဲ့သူမစီကရုံထွက်ခွင့်မရလိုက်နိုင်အာကနေအော်တန်နဲ့အတူသူမကိုတွန်းထုံလိုက်မှအတားကျူလက်ရဲဆက်ရဲမေးလိုက်တာကငါဘာကြီးကိုတက်နှင်းမိတာလဲဗျာဟာသူ့ရဲ့အိတ်ခမ်းအနီးတကားရှိမှလူးလာခောက်ပြန်လမ်းလျှောက်နေတဲ့ဒေါ်ရွှေကြီးစောင်းကိုခေါင်းမီးချုံပြီးအိတ်ချင်အောင်စောင့်နေတဲ့ဒီရီလှိုင်းဒေါ်ရွှေကြီးကတော့တားဖြစ်သူနေမကောင်းလို့အိတ်နေတယ်လို့ထင်နေပါတယ်။မနေ့ကကိုမင်းထင်ရဲ့သမီးလေးကိုတွားကြပြီးစာတင်တာအဆင်ပြေမပြေတီးကျင်တို့မေးကျင်တာကြောင့်ဖြစ်ပါတယ်။အဲ့ဒါကြောင့်တကားကိုခောက်လိုက်ပါတယ်။တားနိုးနေပြီလားနေမကောင်းလို့လားဒါမှမဟုတ်မေဝင်လာခဲ့ရမလားတာအခန်းထဲမှာပြန်လေတုံးပြန်တဲ့မကြားရတာကြောင့်ဒေါ်ရွှေကြီးကြက်ချထားခြင်းမရှိတဲ့တားဖြစ်သူရဲ့အခန်းထဲကိုဝေမို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါကြောင့်ဒေါ်ရွှေကြီးအတန်ပေးရင်ရေလိုင်းအခန်းတကားကိုတွန်းဖွင့်လိုက်ပါတယ်။ဒါဆိုမေဝင်လာပြီနော်။ကတင်ထက်ကသားကိုလှမ်းကြည့်လိုက်တဲ့အခါစောင်းကိုလုံးပြီးတော့ခြုံထားမှန်းသိလိုက်တယ်။ဒါကသားရဲ့အစင်မပြေခြင်းတစ်ခုခုရှိရင်ပြုမှုတတ်တဲ့အလေးထားတစ်ခုဖြစ်တာမို့ရေလိုင်းရဲ့စောင်းချုံကြီးကိုစွဲလန့်ပြီးလှုံ့နိုးလိုက်ပါတယ်။တာထဆန်းနေမကောင်းလို့လားထတော့အောက်မှာထမင်းပွဲပြင်ထားတယ်နေမကောင်းတာမဟုတ်ရင်ကိုမင်းတရဲ့သမီးလေးကိုတွားကြုံရမယ်မတွားလို့မရဘူးလားမေစောင်းပုံထဲကလူးလဲထားပြီးမေးလိုက်တဲ့ဒီရီလိုက်ရှုပ်ထွေးတဲ့ပုံစံပေါက်နေတဲ့တားဖြစ်သူရဲ့အသွင်ကြောင့်ဒေါ်ရွှေကြီးအံ့ဩသွားရတယ်ဘာဖြစ်လို့လဲဗျာရေလိုင်းကခဏကြာအောင်စဉ်းစားလိုက်တယ်အဲ့ဒီမိကုန်းအတွက်သူ့မှာရေးရအဖြစ်မရှိအမှန်အတိုင်းဒဲတို့ဖြေလိုက်ရင်လည်းအဆင်မပြေပါဒါသွားမင်းအဖေမျက်နှာပြက်နေရအောင်မေထမင်းအမြန်စားပြီးတော့သွားကြိုကြည့်ဗျာမေအိယာသိမ့်မိမယ်သွားအမြန်ရေချိုးဟုတ်ကဲ့မေနောက်ဆုံးမှာတော့ဒီရေလှိုင်းတာအရာကိုအလျှော်ပေးရတယ်အိယာဘော်ကလေးပင်စွာဆင်းပြီးရေချိုးခမ်းမက်ကိုရှောက်လာခဲ့လိုက်တယ်အာလူဆိုးမနဲ့တွေ့ရအောင်မေသူမှမျက်နှာချင်းဆိုင်မှုကိုသွေးပြက်နေပါတယ်အရှက်အကြောက်ကြီးတဲ့သူ့အတွက်သူမရဲ့အပြုမူနဲ့စူးရဲတဲ့မျက်လုံးတို့ဟာအန်တီရဲ့ရှိတဲ့ကြီးစံအပြင်းနဲ့တနက်တလက်အလောင်းဒီရီလိုင်းဆိုတဲ့အမျိုးသားဟာစာပေလေးလာလိုက်စားမှုမှာအလွန်ပြောမွေ့ပြီးအရှက်အကြောက်အလွန်ကြီးတဲ့လူတစ်ယောက်မိန်းကလေးကိစ္စဝေလာဝေအခုတော့သူစာသင်ပေးရမယ့်တပည့်လောင်ကဟိုမရောက်ဒီမရောက်မခိုးမခန့်နဲ့ကြောက်စရာကောင်းနေအနက်ရောက်မျက်နှာဖုံးကိုဝစ်စင်ပြီးလမ်းလျှောက်လာတဲ့လူသားတစ်ယောက်လွန်ခဲ့တဲ့နှစ်များကထက်ဒီနေ့ကာလတွေမှာအတက်နိုင်ဆုံးပတ်ဝန်းကျင်ကိုကွဲပုံးခဲ့ပူပါတယ်လူတွေရဲ့ပါဇက်ဖြားမှာအကြောင်းအရာတချို့ကိုအချိန်ခဏလေးနဲ့မေးဖြောက်ပေးနိုင်လိမ့်မယ်လို့သူမျှော်လင့်ထားတယ်ဒါပေမဲ့အဲ့ဒီအကြောင်းအရာတို့ကိုပတ်ဝန်းကျင်ကမနေ့တနေ့ကအဖြစ်ပြက်အတိုင်းပြစ်တင်ပြောဆိုနေကြတော့လမ်းလျှောက်နေတဲ့လူသားရဲ့ကြောပြင်ကိုကြမ်းတမ်းစွာမောင်းနှင်လာတဲ့ဆိုင်ကဲအရှိန်ကြောင့်ရေပွဲထရရှည်တွေဟာမလားပါစွာနဲ့သူ့ကြောကိုလာဆင်ပါတယ်ဟာထိတ်လန့်မှုနဲ့အတူကြမ်းတမ်းခတ်ထန်တဲ့တောက်ခေါက်တန်ကိုပတ်ဝန်းကျင်မှာခန်းစွာမိမကြီးတွေတတိထားမိသွားတယ်သူစိုးနေပြီဖြစ်တဲ့ခါကအဝတ်တို့ကိုလက်နှစ်ဖက်နဲ့ဘေးတိုက်ဆွဲခါလိုက်တယ်
နေသလားထပ်မံရေရိုးတန်တဲ့အတူမျက်နှာမှာရှုံနေတဲ့မျက်နှာဖုံးကိုလက်တစ်ဖက်နဲ့ဆွဲယူချုံလိုက်တယ်တတိမထားမိပဲသူ့မျက်နှာကိုမြင်စေတဲ့အဲ့ဒီအခိုက်အတန့်မှာခက်စွာစွာမိမကြီးများရဲ့ပါးစပ်ဖြားကကျဲလောင်စွာပြောလိုက်တဲ့အတန်တချို့ကတော့ဟဲဟိုးငွေမက်တဲ့ကောင်မရဲ့သားပဲဟုတ်ပါရဲ့တော့ကလေးကလာမျက်နှာဖုံးစွတ်ထားသေးရဲ့မမတ်မိဘူးများထင်နေတာလားမသိဘူးအဲ့ဒီအတန်များကိုသူ့မုန်းပါရဲ့ပြီးတော့ရင်ဘတ်တွေပါနာတယ်ဒါပေမဲ့သူကတင်းငိမ့်နဲ့မျက်ရည်ဝဲသွားရုံကတပါဒီစကားတွေကိုဒီနေရာမှာပဲခြံထားခဲ့တတ်ပါတယ်သူ့ရင်ထဲမှာဆွဲကြံခဲ့တာတခုတော့ရှိရဲ့ခက်စွာစွာအမျိုးသမီးများအောင်မုန်းနေသူတို့ဟာယူးကြောင်ကြောင်နိုင်ပြီးနောက်ကျောကိုဓာတ်နဲ့ထိုးမိအမျိုးသမီးတွေဆိုတာသူသိရဲ့မမေကိုချစ်တော်လေမမေနဲ့တူတဲ့အမျိုးသမီးများကိုသူသိမ့်မုန်းနေပြီးတော့သူကကျင်းနာတတ်တယ်လို့တခါတိတ်ကိုရက်ဆက်ကြမ်းကြုတ်တတ်တယ်ပြောရရင်တော့သူ့စိတ်ကခံမရခက်ခဲတတ်ပါတယ်မျက်လုံးများကစူးရှတောက်ပါပြီးအသားကကိုရီးယားကောင်းလေးတွေလိုဖြူစွနေပါတယ်နှက်ခမ်းတဝိုက်မှာရိတ်တင်ပြီးတော့နှက်ခမ်းမွေစိမ့်ညွညွလေးတွေရှိပါတယ်နာတန်ကခြုံစင်းပြီးမျက်တောင်တွေကရှေလားကော့ပြန်နေပြီးမျက်ခုံးတွေကမဲနှက်ကမျက်ခုံးနှစ်ဖက်ကဆက်နေပါတယ်မျက်ခုံးမွေးဆက်နေသူများကရီစာရှုပ်ကြတယ်လို့အဆိုးများခဲ့တော်လေသူအတွက်တော့မောင်ရွန်းနဲ့အဆိုးတစ်ခုလို့ရဲရဲကြီးပြောရဲပါတယ်သူကတော့ဒေါခင်မမရဲ့သားညီတူတခေါ်ညီစာအုပ်ကိုကြည့်ကျွန်တော်မျက်နှာစာမရှိဘူးနင်းမျက်နှာနီးရဲနေတယ်မဟုတ်တကယ်ဟုတ်တယ်သူရှိမှအတားကျူရဲ့ဒေတိုးပြောလိုက်ခြင်းကြောင့်ပိုအရှက်သေးပြီးစာအုပ်နဲ့မျက်နှာကိုအုပ်လိုက်တဲ့ဒီရီလိုက်မနေ့ကအကြောင်းတွေးမိတိုင်းမျက်နှာတကိုယ်လုံးနီးရဲနေတတ်တော်လေသူမကတော့မနေ့ကသူမမဟုတ်ခဲ့သလိုဟန်ဆောင်နေနိုင်နေပြီးတော့အဲ့ဒီမိန်းကလေးရဲ့အကြည့်တွေကရှဲတင်ပြီးရှက်ကြောက်ခြင်းကင်းဝေးနေတဲ့အောင်ထင်ရပါတယ်ဒီလိုသီးသန့်စတင်ချိန်မှာမျက်နှာချင်းဆိုင်ရမှာကိုရေလှိုင်းကကြောင်ယုံတုံးလှုပ်နေခဲ့တယ်စာအုပ်ကိုမကြည့်ပြီးသူ့ကိုစိုက်ကြည့်နေလို့ရေလှိုင်းကအမိန်ပေးလိုက်တော့လေနေရနည်းနည်းတော့မိမရုပ်ဖြစ်တယ်စာတင်ချိန်မှာမလိုအပ်တာမပြောပါနဲ့ယူနစ်1ကလေးနာကိုပြန်ဖတ်မယ်အဲ့ဒါကိုမဖတ်ချင်တော့ဘူးညင်းငွေတယ်အခုချိန်မှာကျွန်တော်ကဆရာနည်းနည်းလောက်အတိတရားဝင်ပြီခမားဖြစ်ချင်တိုင်းဖြစ်အောင်ဒါကစာတင်ဝိုင်းခမားအိမ်မဟုတ်ဘူးနေရနည်းနည်းကြည့်ကောင်းနေဟာခမားနည်းနည်းလေးပဲစာတင်ချိန်မှာစာအုပ်ပဲအာယုံစိုက်ပါအတားကျူဒါကအရေးကြီးဆုံးပဲ10တန်းအောင်ငါအတွက်ကစားစရာတခုပဲစာမတင်မေးလဲဖြစ်တယ်ဘယ်လိုဒီရေလှိုင်းကအန်အောရင်းတာအန်အောနေတော့တယ်ဘယ်လိုမိန်းကလေးလဲဖေဖေနဲ့မေမေပြောထားတာထက်ကိုစိုးသွမ်းနေတယ်ပြီးတော့အပြောဆိုတွေကလည်းစူးရဲနေတယ်ငါလှလားဗျာဘာလို့ကြောင်တောင်ဖြစ်နေရလဲငါမေးတာရှင်းနေငါလှလားဗျာမသိယောက်ျားလေးတွေကငါ့ကိုမြင်တရေရိုကြတယ်နေရငါ့ကိုမြင်အဲ့လိုမဟုတ်ဘူးနေရခင်းနေရလားဗျာနေကိုစမ်းကြည့်လို့ရလားမဟုတ်ဘူးခွင်တောင်းเสียမလို့နေကိုစမ်းကြည့်မယ်ဟာအဲ့လိုမရဘူးကျွန်တော်ကယောက်ျားငါစမ်းပြီးမှငါဘာသာဆုံးဖြတ်မှာအခုစဆက်တင်ဟုတ်ကဲ့အဲ့ဒီနေရရင်တုံပန်းတုံနဲ့ကျွန်တော်အချိန်ဆွဲပြီးတော့စာတင်ခဲ့ရတဲ့လက်ရဲစက်ရဲနိုင်တဲ့လူဆိုးမကိုစာတင်ပေးဖို့သဘောတူလိုက်မိတဲ့ကျွန်တော်မှားပြီထင်တယ်ကျွန်တော်တကယ်ကိုအသက်ရှူမှားခဲ့တယ်ဒါပဲလေကလတ်ဗျာနေရငါ့ကိုကာကွယ်ပေးရမှာမို့လိုက်ခဲ့ဗျာသူမကိုစာတင်ပေးပြီးအိမ်ပြန်အဖို့မှာလမ်းတဝက်မှာရှက်ခိုင်းပြီးကားမောင်းသူနေရာကရေလိုင်းကိုဖဲ့ခိုင်းပြီးသူမကကားမောင်းနေရာကိုဝင်ထိုင်လိုက်တယ်အဲ့ဒီနောက်တက်ချားလမ်းဆွဲကိုချိုးကွေ့မောင်းနှင်လိုက်တဲ့သူမကြောင့်ရေလိုင်းနားမလည်နိုင်စွာနဲ့အထိတ်တလန့်မေးလိုက်ပါတယ်ကလတ်ဆိုပြီးရေလိုင်းထိတ်လန့်ကခေါင်းကစပင်တွေထောင်ထသွားတယ်လို့ခန်းစားမိပါတယ်ခမည်းကလတ်သွားတတ်တာလားကလတ်ကငါအိမ်မေဗျာအဲ့ဒီစကားကြောင့်ရေလိုင်းဟာဘေးကသူမကိုမတိမတာဝေးကြည့်လိုက်မိတယ်သူမမှခန်းစားချက်တစ်ခုခုရှိနိုင်လိမ့်မယ်လို့တွေးလိုက်မိတယ်ဘာစကားမှဆက်မစိုးပဲသူမမောင်းရကိုငြိမ်သက်စွာလိုက်ပါလာခဲ့တယ်ရောင်စုံမီးလုံးတွေထိန်လင်းနေတဲ့နေရာမှာကားပါကင်ကိုကားကိုရပ်လိုက်တယ်ကားပေါ်ကဆင်းပြီးသူမကဥဆောင်ပြီးတော့ကလတ်အတွင်းကိုဝင်လိုက်ပါတယ်လိုက်ခဲ့ရေလိုက်ခက်ကုတ်ကုတ်နဲ့သူမနောက်ကနေလိုက်လာခဲ့ရတယ်ဒီနေရာကိုပထမဆုံးရောက်ဖူးခြင်းပင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကလတ်ကဝိုင်းကြီးပတ်ပတ်လဲနေတဲ့မီးစလိုက်များဟာသူ့အတွက်တော့ခေါင်းမူးစရာဖြစ်နေပါတယ်အင်ကြီးချွတ်လိုက်ဗျာ
ချွတ်ဆိုရင်ချွတ်အမေဆန်ဆန်သူမအပြောကြောင့်မအူမလေးနဲ့အင်ကြီးကိုရှက်ကိုရှက်ကန်းနဲ့ချုပ်လိုက်တဲ့ဒီရီလှိုင်းမျက်လုံးကလည်းတောင်ကြီးမြောက်ကြီးနဲ့တကယ်မအူမလေးတယောက်လိုပင်အင်ကြီးမရှိတော့တဲ့သူ့ရဲ့အပေါ်ပိုင်းမှာဆွဲဆောင်ွယ်အလွန်ကောင်းတဲ့ကြွက်သားတွေစစ်ပတ်တွေပေါ်ထွက်လာတဲ့ဘေးရနှကန်းနီမလေးတွေရဲ့အကြီးဟာမျက်စိကြီးတောင်းမှောက်နေတဲ့ရေလှိုင်းရဲ့ဘော်ဒီစီကိုဝိုင်းလာတဲ့ရေလှိုင်းကိုမှဂျင်းမောက်မီအရှိသာကြံတော့တယ်ငါကနေရဲ့ရင်အုပ်ကိုကိုက်ပြီးတော့ကမယ်ဗျာနေလဲကားရမယ်ဘာမှအထွတ်မတက်နဲ့ဒီကလက်ကပိုရွှဲစိတ်မတွေကနင့်ကိုတရေရိုးနေတယ်ရုတ်တရက်အတာကျူးရဲ့လက်ကရေလှိုင်းရဲ့ရင်အုပ်စီရောက်လာတဲ့မိန်းကလေးတွေရဲ့အန်အောရှိတ်တွေကသူတို့စီစုပြုံလာတဲ့ရေလှိုင်းမကတက်ကတက်နဲ့လိုက်ပြီးတော့ရင်းရတယ်သူမလက်ကကင်ထားတဲ့အရာဟာရာကြီးကြီးဖြစ်လာတာမို့မခံနိုင်တော့တဲ့အစုံသူပြောလိုက်တာကကျွန်တော်တို့ရတယ်လက်ဖက်ပါတော်ပါတော့ညနေခင်းတာဖာနှစ်ယောက်ထမင်းစပွဲမှာအခါတိုင်းထက်တက်ကြွစွာထမင်းအရန်ယူပြီးစိန်ပြင်းတစ်ပြေးစားနေတဲ့အတာကျူဒေါခင်မမဟာဒီအချိန်ဆိုရင်အသီးမိတ်ဆွေတွေနဲ့နှလုံးအပိုင်သုံးလုံးအပိုင်တွေတွက်နေလောက်ပြီးထမင်းပကံတွေထက်ယူဟင်းတွေအများကြီးစေစားနေတော့ဦးမင်းထင်ကမအန်အောစပူအန်အောရပါတယ်။သမီးစာတင်ရတာအဆင်ပြေလား။ဟုတ်ကဲ့ဖခင်ကိုမောမကြည့်ပဲပြောလိုက်ပြီးတော့ထမင်းကိုသာငုံစားနေတယ်။ဦးမင်းထင်ကသမီးဖြစ်သူကျူးကိုကြည့်ပြီးသဘောကျစွာပြုံးဖြစ်သွားတယ်။ဒီနောက်ပိုင်းတွေမှာသမီးရဲ့အပြုံးတွေကိုမတွေးတော့တာကြပြီလေ။ပြီးတော့သားဖနှစ်ယောက်လက်စုံစားပြေးကြတာကလည်းတပတ်လောက်ရှိနေပြီဖြစ်ပါတယ်။ဒေါခင်မမကတော့အေးဆက်ဆက်ပုံစံလို့ထင်ရတော့လေလောင်းကစားဝါသနာကထုံလွန်းလာတယ်။အာသူဘရှိတယ်လို့ကြားရင်နာရေးအိမ်ကိုအရင်ရောက်သွားတတ်တဲ့သူကိုညီဖို့ပူဆွေးပေးဖို့တရားချဖို့တော့လုံးဝမဟုတ်ပါဖဲရိုက်ဖို့သာဖြစ်လောက်ပါမယ်။နိုင်ခဲ့တယ်ဆိုတာကခက်ရှာရှာဒီလုံးရက်တွေကိုတော့ဦးမင်းတင်ကဂါနာနာမသိတယ်လို့လှည့်မကြည့်အားပါအဲ့ဒီအတွက်ဒေါခင်မမဖို့အိမ်စရိတ်လို့လိန်တောင်းရတာကလွယ်လွန်လှပါတယ်စာတင်ရတာအဆင်ပြေလားပြေတယ်စာရောလိုက်နိုင်တာလိုက်နိုင်တယ်ဖေဖေထက်ပြီးတော့ဘာကူညီပေးရအောင်မလဲအဲ့ဒီကိုသွားနေခြင်းနဲ့ဘလို့ဘာဦးမင်းတင်ကစားလက်စထမင်းအောင်နင်းသွားတယ်အန်အောရာထက်ကိုအန်အောရတယ်ကျူးကတော့ဘာမှမထူးဆန်းသလိုထမင်းဆက်စားနေတယ်ဦးမင်းထင်မှာခေါင်းကမရှိတဲ့စပင်းတွေတော့ထောင်သွားရတယ်လို့ထင်ရပါတယ်ဘာပြောလိုက်တာလဲအတာကျူအဆောင်ပြောင်းနေမှာမဟုတ်ဘူးအဲ့လိုမပြောရအောင်အိမ်ပြောင်းနေမယ်အိမ်ဒီရေလှိုင်းတော့အိမ်ထမင်းစားစုံကိုခဏချလိုက်ပြီးရှင်းရှင်းလင်းလင်းပြောလိုက်တဲ့အတာကျူကိုကြည့်ပြီးဦးမင်းထင်စွန့်အားရပါတယ်ကျူကငငယ်လေးတွေကတခြားအိမ်မှာအိတ်တက်တာနေတက်တာမဟုတ်အခုတော့အိမ်တော်ပြောင်းနေမယ်ဆိုပါလားဒါပထမဆုံးသမီးစီကမကြောက်ဘူးတဲ့စကားလုံးရဲ့သားအခုကအစ်စ်မပြေလို့လားသူလာကြုံရတာပေမန်းနေဘလို့ဒီနေ့အိမ်ပြောင်းမယ်အဝိတ်ထုတ်ပြီးပြီဟမ်ပြောဆိုအတာကျူကထမင်းဝိုင်းကထားပြီးအပေါ်ထက်သူ့အခန်းစီသွားဖို့ခြေလန်းစားပါတယ်ဦးမင်းထင်ကမျက်မှန်ကြီးနဲ့သာတောင်းတောင်းကြီးအံ့ဩနေတော့နေအောင်အတာကျူဖေဖေမိုးလုံးကိုတေချာပြောပြီးမှဖြစ်မယ်လှဲကြည့်ပြီးအယောင်ပြောင်းသွားတဲ့ကျူဒါပေမဲ့ဘာတစ်ခုမှပြတ်မပြောဘဲအပေါ်ထက်ကိုတက်သွားတော့ပါတယ်ဟိုဟာမေးမေမှလားဖိုးကောင်ညွန်ပြရာကိုလှဲကြည့်လိုက်မိတဲ့ညီတူတောင်ရှင်မြူးတဲ့ခန်းစားချက်အသွင်ဟာညဉ့်ညမ်းတဲ့ခန်းစားချက်အဖြစ်ချက်ချင်းပြောင်းလဲသွားရတယ်စိတ်တွေလေးလံလာတဲ့ကဖေးဆိုင်နဲ့ဝေမို့ပြင်းနေတဲ့ခြေလန်းကိုနောက်ပြန်လှည့်လိုက်တယ်ဒီနေရာကအမြတ်ထွက်သွားဖို့သာသူစဉ်းစားပါတယ်ပြောတော့သားအတွက်တဲ့အောက်နှက်ခန်းကိုမတိမတာဖိကိုက်မိတဲ့ညီပြောတော့ကော်ဖီတောက်မယ်ဆိုမင်းမေရှိနေလို့လားမတောက်ချင်တော့ဘာကြောင့်လဲရှာရှည်လိုက်တာကွာဖိုးကောင်းကချက်ချင်းအတန်တိတ်ပေးလိုက်တယ်ညီအဲ့ဒီလမ်းမကနေပြီးလမ်းသွယ်တစ်ခုစီချိုးကွေဝင်လိုက်တယ်ပခုံးမှထမ်းထားတဲ့စကိတ်ကိုခြေထောက်အရှိမတိုးမကျဲတဲ့အတန်နဲ့ချလိုက်တယ်ဖိုးကောင်းလေးမရောက်မလဲနဲ့စကိတ်နေမှုပြင်ရပါတယ်လေးလံနဲ့တက်ပြင်းကိုချလိုက်တာကမတက်မတာဘဲသွားနေရလဲအရက်ဆိုင်ဘာညီကဘာမှတုံ့ပြန်တယ်မပြူစကိတ်ကိုနေမိအရက်အယောင်းဆိုင်ကိုဦးတည်ပါတယ်ဖိုးကောင်းကဘာတန်ပြူလိုက်တော့လေစိတ်ထဲမှာတော့ကြိတ်ပြီးတော့ဝမ်းသာသွားမိရင်အရက်ဆိုင်နဲ့ရောက်တာနဲ့ကြောင်ကြတဲ့ဝိုင်းမှာဝင်းထိုင်ပြီးအယောင်းဝင်နှံကိုလှမ်းမာလိုက်တယ်အာစီတောက်2ပလင်းမြန်မာပလင်း3ပလင်း Grand 8ပတ်ပြ3ပလင်းပေးပါအစဉ်ပြေတဲ့အမည်ယူခဲ့ပြီဟုတ်ကဲ့အကို
အယောင်းဝင်နှန်းလေးကမှားလိုက်တဲ့စည်ရင်းကိုမှတ်ပြီးခတ်သွက်သွက်ပြန်ဝင်သွားပါတယ်ဖိုးစောဟာအဲ့ဒီပမာဏဆိုတော့လေဟန်နိုင်လိမ့်မယ်မထင်ဒီလောက်ထိမှားတာလားညီညီငါတောက်ဖို့ဘာဟဲ့ရောင်အဲ့လောက်အများကြီးမင်းဘယ်တော့ကတောက်ဘူးလို့လဲယူသွားတာလားပြီးရင်ဘာသွားမယ်ဘာညီညီရဲ့မျက်လုံးတွေကမမူးသေးပဲနဲ့နီးဆွေးနေတဲ့စိတ်ရှုပ်တဲ့ပုံကအထင်သာပေါ်လွင်နေတယ်ငါကဒီနေ့ရစပြီးမိုက်ကန်နေတော့မှာအမေကဖဲသမားချဲသမားတားကလေးကကြီးဘလို့လဲလိုက်ရုံးကြီးထွေရှိတယ်မဟုတ်လားဘာအဲ့ဒီအသားဖြူဖြူနဲ့ခက်ချောကောင်လေးကဟက်ကနေရီသွေးပါတယ်ဒီနေ့ရစပြီးသူဟာကလေးကကြီးလို့ဖို့သာစိတ်ကူးပါတယ်ပြီးတော့အချင်းရေးကိစ္စတွေအေးဆေးခဲ့ပေမဲ့မိသားစုကိစ္စမှာတော့သူဟာအချင်းချင်းအသေးကွဲခံရတဲ့ကောင်စိုးလေးတယောက်ကျွန်တော်သူ့ကိုထပ်ပြီးစားတဲ့မပေးနိုင်တော့ဘူးဖေနဲ့မေဘလို့ဘာအစင်မပြေလို့လဲတာဟိုဒီလိုင်းစကားကတဝက်တစ်ပြက်နဲ့ရက်တန့်သွားရတယ်ဦးမိုးလုံးနဲ့ဒေါ်ရွှေရီတားဖြစ်သူပြောမဲ့စကားကိုစောင့်မျှော်နေကြတဲ့ចောင်းသားတွေကတော့ကျူရှင်အတန်းအသီးသီးတွေမှာအုပ်ကြက်နဲ့စာချက်နေကြတယ်သူတို့သားဖ3ယောက်မှចောင်းသားတွေကိုစောင့်ပြီးရင်အပြင်ဘက်မကြီးပင်တန်းအောက်ကကိုပြစ်ပေါ်မှာထိုင်ပြီးတော့စကားပြောနေကြခြင်းဖြစ်ပါတယ်ဘာလို့လဲတာဗျာမင်းဒီနေ့စာသင်ရမှာကြီးကြောင်နိုင်မလားကွာမင်းဘာဖြစ်ချင်နေရလဲအေးလေစာမသိနိုင်ဘူးလို့ခဏလာပြောနေတာကြောင့်ရှေးလိုင်းကိုဦးမိုးလုံးကစိတ်ဆိုးနေပြီဖြစ်ပါတယ်ဒေါ်ရွှေရီလေးအလားတူပင်စိတ်ဆိုးနေလောက်မယ်ထင်ပါတယ်မေးလိုက်တိုင်းလေရေးရအကြောင်းပြချက်ကိုသူတို့မကြားရကျွန်တော်ကအတာကျူးကိုပဲစာသင်မပေးချင်တာအဲ့ဒါငါတငယ်ချင်းရဲ့တမီးကွာငါမျက်နှာကိုအိုးမဲတုံနေရလားဗျာ तू ကအော်ဒါနဲ့အကိုကြီးသမီးလေးကမနှက်ဖြန်ကျမတို့နဲ့အတူလာနေမှာတဲ့ကျမတော့အဖော်ရတော့မယ်ကောင်းတာပေါ့မိမရာဗျာဒေါ်ရွှေရီကဦးမိုးလုံးကိုပြောပြနေတဲ့အကြောင်းအရာတွေကိုကြားရပြီးဒီရေလိုက်စက်သိန်းဖြန်းထသွားရတယ်အဲ့ဒီနောက်ဦးမိုးလုံးတို့လင်းမယားတီတိုနဲ့ဆက်ပြောနေကြတယ်ရေလိုင်းတော့အလန့်ကြီးလက်နေရှာတယ်လူဆိုးမငါအိမ်မှာလာနေမှာလို့ပြောလိုက်တာလားဒီတခါလေသူ့သားသူမကိုလက်လျှော့ရပြန်တယ်ယူနစ်2ပြန်ရှင်းမယ်တေးချနားထောင်ပါဟုတ်ကျောင်းသားအများစုစာကိုတေးချအာယုံဆိုင်ပြီးနားထောင်နေကြတယ်အတူယူစရာတွေများတဲ့သင်ခန်းစာကိုစိတ်ဝင်တစားနားထောင်နေကြတယ်အင်္ဂလိပ်လိုရှင်းပြလိုက်မြန်မာလိုရှင်းပြလိုက်နဲ့ရေလိုင်းရဲ့စာသင်တဲ့အချိန်အာယုံကျော်မှာစာရီသာလှပစွာစီးဆင်းနေပါလိမ့်မယ်သူကရှင်းပြလိုက်ကျောင်းသားတွေကနားမလည်ရင်ပြန်မေးလိုက်နဲ့စာသင်ချိန်ကတိတ်ကိုပြောဖို့ကောင်းပါတယ်ရီလိုက်မောလိုက်နဲ့လေစာသင်ခန်းထဲမှာခန်းနာလျက်ရှိပါတယ်အဲ့ဒီအထဲမှာတစုံတစ်ယောက်ကတော့စာမျက်နှာကိုမကြည့်ပေသူ့မျက်နှာကိုတွေ့ကြီးကြည့်နေတာကိုရိပ်မိပါတယ်ဒါပေမဲ့ဆက်သွားမယ်နောက်တစ်မျက်နှာဟုတ်ဒါပေမဲ့သူမကတော့သူ့ရဲ့စကားကိုနားမထောင်ပါပဲသူ့ကိုယ်သာအချိန်ပြည့်ကြည့်နေပြန်ပါတယ်ကြာတော့ရေလိုင်းကအနေရခတ်လာတဲ့မျက်နှာကရှိန်ဖိမ့်နိုင်လာပါတယ်အတာကျူးထပါရေလိုင်းလက်ညှိုးညွှန်ရာကိုចောင်းသားတွေပြုံးကြည့်လာတဲ့လှပလုံးနဲ့ယူဘက်ကနေအတာကျူးဆိုတဲ့ကောင်မလေးကိုကောင်လေးတွေတတိလက်လို့ငေးကြည့်နေကြမိတယ်အတာကျူးကသူ့ကိုမျက်လုံးတစ်ဖက်တောင်မှိတ်ပြလိုက်သေးတယ်စာပိုက်ကိုဖတ်ပြနိုင်မလားအင်္ဂလိပ်အတန်ထွက်နဲ့ I love you ရေလိုင်းကမျက်နှာရဲသွားသလောက်ចောင်းသားတွေကတော့နှမျောသွားတဲ့မျက်လုံးတွေနဲ့အံ့ဩကုန်ကြတယ်သူမကသူ့ကိုရှူတီကြည့်နေတဲ့ចောင်းသူလေးတွေကသူ့ကိုတလှဲ့ဆရာကိုတလှဲ့ကြည့်ပြီးပြုံးစီဖြစ်နေကြတယ်ဆက်တယ်မဲဟုတ်နေရရင်အောင်ကိုပြန်ကိုင်းကျင်နေဟာ Oh my god ចောင်းသားတွေပြုံးစီဖြစ်နေသလောက်ဒီရေလှိုင်းသူမရှိရာအမြန်ရောက်လာပြီးအပြင်ကိုခေါ်ထုတ်သွားရတယ်ဒီစက္ကန့်တွေအတော်အတွင်းမှာအတာကျူကအဆက်အကြောက်ကြီးတဲ့ကောင်လေးရဲ့ရင်အုံကိုအသေးရစွာနဲ့ရှောက်ဆန်းနေလိုက်သေးတယ်ခမည်းဘလို့ဖြစ်နေရလဲအဲ့ဒါအပြစ်လားကျွန်တော်ရှက်တယ်ဗျနင့်နဲ့မရဒီရေလိုက်မှာဘလို့လုံးရှက်တယ်ဖြစ်သွားတာလဲဗျာနီရဲတဲ့ပါပြင်းနဲ့မျက်နာကိုသာရေလိုင်းကဘေးလွှဲထားမိတယ်ဒီမိန်းကလေးကရှက်ကျိုးနဲ့ချက်ကျိုးမှားပြီးတော့ဖြတ်ခဲ့လေသလားသူအရှက်သေးနေသလောက်သူမကနည်းနည်းလောက်တောင်မဖြုံကြာတော့သူ့သားယူတော့သွားကြတယ်ဖေနဲ့မေကတော့အတန်းကိုစီမှာစာပြနေကြတယ်ထင်ပါတယ်တယောက်မှမတွေ့ရနေရရှက်တက်သေးရလားဗျာငါကတော့
အရှက်ကြီးတဲ့နင့်ကိုခိုက်သွားပြီဗျာဟာရေလိုင်းကဘာလုံးလို့ဘာကန်ရမယ်မသိအောင်ထူပူသွားတာကတကယ်အရှက်ကြောက်ကြီးတယ်ဆိုတာသိတာလွန်လာတယ်ခြေတွေလက်တွေတုံခါလွန်လာပြီးဆက်ပြီးတော့မတက်ရနိုင်စွမ်းမရှိတော့နောက်ပြည့်လှည့်ပြီးအမြန်ထွက်သွားဖို့ပြင်ဆင်လိုက်ချိန်မှာတော့နူထွေးဤဆက်တဲ့လက်တစုံရဲ့ပိုင်ပိုင်နိုင်နိုင်ဖမ်းဆုပ်ခြင်းကိုခံလိုက်ရတဲ့ကမ္ဘာလောကကြီးခဏလောက်ရက်တန့်သွားလေသလားနှလုံးခုန်တန်နဲ့ရက်တန့်သွားလေလားလူတကိုယ်လုံးတောင်းတင်းသွားရတယ်ဘာလို့တာလဲနေလက်ကကိုင်လို့ကောင်းတာပဲဗျာစိတ်ဝင်စားလာပြီဗျာမဟုတ်ဖဲပါလူတွေမြင်ကုန်နိုင်မယ်ဒါကစာသင်ချိန်မှာမကောင်းပါဘူးငါအတွက်ကအချိန်ကောင်းမယ်အသားနေစမ်းနေလက်ကိုတေချာကန်ကြည့်ရမယ်ခွင့်ပြုချက်တောင်မယူပါပဲသူမကသူ့ရဲ့လက်ကိုစမ်းတက်နေတယ်ကျွန်တော်ရင်တုံနာလားရင်ခုန်နာလားမဆန်းစစ်တတ်တော့ဒီနေ့မှမှတ်မှတ်ရပါပဲပြီးတော့မမေရလွင်ရင်ဘဲမင်းကလေးနဲ့မှပတ်သက်ခြင်းမရှိခဲ့ဘူးတဲ့ကျွန်တော်ဟာသူမရဲ့အထီးအတွေ့မှာတော့အနှဲငယ်ပြုံးဝင်စပြုလာသလိုပါပဲပြီးတော့သူမရဲ့လက်လေးတွေကနူးညံ့လုံးလိမ့်မယ်လို့ကျွန်တော်ထင်မထားခဲ့ပါအခုတော့သူမရဲ့အထီးအတွေ့အောက်မှာကျွန်တော်ရဲ့အေးဆက်နေတဲ့လက်တစုံဟာနှွေးထွေးလာခဲ့တယ်တေးကြတာတခုကဒီနေ့အရင်ကနဲ့မတူတဲ့ခန်းစားချက်ကျွန်တော်စီခိုးအောင်လာတယ်နေလက်ကလည်းငါအကြိုက်ပဲဗျာနေလက်ကငါလက်နဲ့တွေ့ရင်အံ့ကြပဲဗျာတလုံးပဲပြောတတ်တာလားနေပါဇက်ကဗျာမဟုတ်ဒီပုံစံဒီလိုအနေအေးပြီးတော့အရှက်သေးတဲ့အမျိုးသားကိုကျူးစားတွေ့ကလေးကစိတ်ဝင်စားခဲ့တဲ့သူမပုံစံကအနောက်တိုင်းဆံမြင်မဲ့မြန်မာပစိုးအင်းကြီးကိုသာအမြဲဝတ်တတ်တဲ့သူကိုတော့ကျူးတကယ်သဘောကျပါတယ်အချင်းဆိုတာတစ်ဖက်လူပြောတာစောင်းရတာတွေစိတ်မဝင်စားဘူးကိုကြိုက်ရင်ဒဲမိုက်လိုက်ရမှအတားကျူးကကျင်းတတ်တယ်တိတ်ဆိတ်တဲ့အခန်းကျင်မှာအရာအလုံးကတိတ်ဆိတ်6ကက်လျက်ရှိနေပါတယ်ထိန်ဝင်းစီတဲ့လျှက်စစ်မီးလုံးများတက်ဆင်ထားတော့လေအလေးမရှိတဲ့အခန်းထဲမှာသာအချိန်ကုန်ဆုံးနေတဲ့ညီတူတာချစ်ချင်းမြတ်တာဆိုတာကလည်းတိတ်ကိုထူးဆန်းလွန်ပါတယ်928မြတ်တာမှပူလောင်တတ်တာမဟုတ်1500အချင်းမြတ်တာကလည်းတကယ်ပူလောင်လွန်လာတယ်မေမေနဲ့ပတ်သက်ရင်သူ့အချင်းချင်းအသေးကွဲရတယ်ကြီးပြင်းလာချိန်မှာတော့အကိုတဝန်းခွဲရဲ့အလုပ်ဖြစ်တဲ့ electronic ဘိုင်းမှာဝင်ရောက်လောက်ကင်ပြီးကိုအားကိုပြီးတော့ဝင်ငွေရှာလာနိုင်ချိန်မှာတော့မေမေကသားဖြစ်သူကိုထားပြီးကျင်းရရှာသွားလိမ့်ပြီလေးလံထိုင်းမိုင်းနေတဲ့ခန်းစားချက်ကြီးကိုတက်ပြေးလေးကြီးနဲ့အတူပါသွားလို့ပါသွားကြောင်းအာယူပြီးချလိုက်မိတယ်ထူးခြားမှုတစုံတရာမတွေ့ရတောင်းလက်ဆဆေးလေးကိုကတိမေးကိုလွှင့်ပြလိုက်တယ်ဖွာနေတဲ့သပင်ကိုလက်ချောင်းတွေနဲ့နောက်ပြန်လှန်လိုက်ပြီးကတိအောက်မှာဆင်းလိုက်တယ်ပြီးတော့ရှူးဖနက်ကိုဝစ်စင်ပြီးမသေးသေးတဲ့စစ်လိမ့်မီကိုဖနက်ထိပ်ဖြာနဲ့မှွှချလိုက်တယ်စိတ်ညစ်တိုင်းခိုဝင်ရမယ့်ရင်ဝင်ကဘာပဲရှိရထင်တယ်သူတယောက်တည်းရေရိုးလိုက်ပြီးအခန်းအပြင်ကိုစိတ်ပြတ်စွာထွက်သွားတယ်သူပြောသလိုပင်သူသွားရဒါရိုက်ရှင်ကဘာကိုပင်ဖြစ်ပါလိမ့်မယ်အထီးကျန်ဝဲနေခြင်းကိုအရက်ကသူနဲ့အဖော်ပြူပေးနိုင်တယ်လို့ဂီတတန်ခမ်းမိုက်မိုက်တွေရလေအဖော်ပြူနိုင်စွမ်းရှိလောက်မယ်ထင်ပါတယ်ဖေခွင့်မပြူနိုင်ဘူးကျူဘာကြောင့်လဲတားယောက်ကြားလေးရှိတဲ့အိမ်ကိုသွားနေတာကောင်းသလားကျူဘော်ဒါဆောင်မှာစာချက်တယ်လို့သဘောထားလို့မရဘူးလားမရဘူးသမီးအဲ့ဒါတော့ဖေခွင့်မပြူနိုင်ဘူးရိုးရင်းချင်းစီအားလုံးစီမှအလုံးမကြမှုတွေနိုးထလာပြီးထင်ပါတယ်မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးပြီးနှက်ခမ်းကိုစူးပြစ်လိုက်တာကမျက်နှာရှိကိုတထောင်လောက်စူးထွက်လာသလိုထင်ရပါတယ်မုန်းကြမ်းမှုများစွာဖြစ်ထွန်းလာတဲ့သူမကဘဲအချိန်ထိဒီလိုအထိတ်အချုပ်တွေနဲ့ရှင်တန်ရမှာလေသမီးဘာလို့ကျလဲဖေဝဲပေးမယ်ဘာမှပြန်မပြောဘဲမျက်စိကိုသာဖေကိုစူးကြည့်မိပါတယ်ဖေကပြန်ချော့တဲ့အမူအရာတွေနဲ့ကျူးကိုကြည့်ပါတယ်တခုခုလိုချင်နိုင်လှုပ်ချင်နိုင်ဖေခွင့်ပြုချက်မရပဲပကာသနာတွေနဲ့အစားထိုးပေးတတ်နေတဲ့ဖေရဲ့ခံယူချက်တွေကိုကျူးစိတ်ကုန်နေပြီပြိုင်ကားလားမာစီဒီလားဒါမှမဟုတ်အလှကုန်တွေဝယ်မလားဖနက်လှလှလေးတွေယူမလားဖေအကုန်ဝယ်ပေးမယ်ဒါမှမဟုတ်နောက်ဆုံးပေါ် iPhone ထပ်ပြီးတော့လိုချင်သေးလားဦးမင်းထင်ကဒရက်ဆက်ပြောနေတော့လေအတားကျူကတော့သူမအခန်းရှိရာအပေါ်ထက်ကိုတက်သွားလေပြီဦးမင်းထင်ကသမီးရဲ့ကြောပြင်ကိုငေးကြည့်ရင်သာကြံ့ရိပ်ခဲ့တယ်ဦးမင်းထင်တခုကိုတော့ရိပ်မိနေပါတယ်သမီးနဲ့မောင်ဒီရေလှိုင်းရဲ့အခြေအနေကိုပါမောင်ဒီရေလှိုင်းရဲ့စိတ်နေစိတ်ထားနဲ့အချင်းစရိုက်များဟာသမီးအတွက်အကောင်းမွန်ဆုံးဖြစ်လာလိမ့်မယ်ဆိုတာကိုလည်းကြိုသိထားပါတယ်ဒ
ဒါပေမဲ့လိမ္မာရေးချဖြစ်မလာသေးတဲ့သမီးအတွက်သာသူကစိတ်ပူပါတယ်သမီးဟာသူနောက်အိမ်တော်ပြုလာတဲ့အချိန်မှစပြီးအချင်းစရိုက်တွေစိုးဝါလာတယ်အဲ့ဒီအတွက်ဒီရေလိုင်းအတွက်သာသူစိတ်ပူတယ်အဲ့ဒါကြောင့်သူမောင်ဒီရေလိုင်းတို့အိမ်မှာသွားနေခြင်းကိုပိတ်ပင်ရခြင်းဖြစ်ပါတယ်ဒီနောက်ပိုင်းဇနီးဖြစ်သူခင်မမတယောက်လေအိမ်မမကန်အဲ့တောင်ပြန်အိပ်ရလားမသိဘာတွေလုံးနေတယ်လဲဆိုတာကိုလည်းမသိရအဲ့ဒီအထိဦးမင်းထင်ဟာအလုတ်တွေနဲ့မအားလက်ဖြစ်နေပါတယ်တခုကိုတော့မအားလက်တဲ့ကြားကဦးမင်းထင်ဂယုဆိုင်နိုင်ပါသေးရဲ့အဲ့ဒီအရာကတော့သူ့ရဲ့ရှုမညည်တဲ့ချက်လစွာသောတဦးထဲသောသမီးလေးအတာကျူးကိုဖြစ်ပါတယ်ဟော့ပကလန်သူ့ရဲ့ကြက်စားရာတာမှမဟုတ်သူ့ရဲ့နေအိမ်လုံးဖြစ်နေတဲ့ကလပ်အတွင်ဘာကိုမှအာယုံမဆိုင်ပဲကြွားကြွားရွရွဝင်လာတဲ့အတာကျူပူရီသားတွေစားစရာစည်းရိုအလားတရေယူကြည့်နေတာကိုသူနည်းနည်းလေးမှစမ်းမဝင်စတော်ကင်ဘောင်းမီပေါင်းနေလောက်သာရှိတဲ့ဂျင်းအနက်ကိုကျိုးတလုံးအနှဲ့ရောင်ပေါ်မှခလန်းလန်းအနှဲ့ရောင်ကုတ်ကိုထပ်ဝစ်ထားတဲ့လက်သုံးစီးခန့်ရှိတဲ့အနှဲ့ရောင်တောက်ဖက်နဲ့ကိုဝစ်ဆင်ထားတဲ့ရွှေအိုရောင်စပင်းတွေကိုမစည်းပဲချထားပြီးမျက်နှာအလှကိုတော့မိတ်ကပ်ခပ်ပါးပါးသာလေးချဲထားကပန်းစီရောင်နှက်ခမ်းဒီကိုထပ်ဆိုးထားပါတယ်ဟေးယူအရန်လန်းနေဟာနတ်တဲ့ကျွေတဲ့အလှနတ်သမီးလေးလားအကြီးတွေကစူးရှနေရပဲဒီကောင်တော့သိပါပြီဘာဝမှအရေးမဆိုင်တဲ့အကျင်လေးကပဲအမတ်ပြည့်ပေးချင်စရာထက်တခုပဲအဲ့ဒီအတန်တွေကြောင့်ညီတူတာဟာစူးစမ်းလိုတဲ့အကြီးနဲ့အတန်စူးညံရဘက်ကိုငှဲ့ကြည့်လိုက်တဲ့မျက်လုံးတွေလက်ကွင်းလောက်ကိုပြူးကျဲသွားတယ်တကယ်လှပါတယ်မျက်လုံးတွေကအရန်ဝမ်းတဝိုင်းစီမှသာစူးဆိုင်နေပြီးခြေလမ်းတွေကအဲ့ဒီနေရာစီဦးတီရွေးရှားနေတယ်တင်စားရရင်တော့နှင်းစီရိုင်းရဲ့အလှနဲ့တူတဲ့အမျိုးသမီးအရန်ဝမ်းစီရောက်တာနဲ့စိန်ပြေးနှပြေးထိုင်ချလိုက်ပြီးအရက်ပလင်းကိုဖွင့်ဖောက်နေတာကိုသူ့တွေ့လိုက်ရတယ်ယောက်ျားလေးတွေစူးစူးရဲရဲသူမကိုငေးကြည့်နေသလောက်မဲတဲတဲမျက်နှာထားနဲ့လှမ်းကြည့်နေသူမိန်းကလေးတက်တိုင်လည်းရှိနေပါသေးရဲ့ဂီတတန်တွေပြန်လဲအသက်ဝင်လာပြီးနောက်ရိန်းကနေတဲ့လူတွေကြားကအတာကျူးစီလှမ်းလာတဲ့မိန်းကလေးတယောက်အရက်ခွက်ကိုကင်ထားပြီးဂီတတန်စင်တဲ့အတူလှုပ်ခါပြီးလှမ်းဝင်လာတယ်ဘယ်တနေရာကိုမှအာယုံမဆိုင်ပဲအတာကျူအရက်ကိုသာတောက်နေပါတယ်ရေညို့စီရောက်လာတဲ့အရက်ရည်များတော်တော်ကြာတဲ့အထိအောင်နှံခန်းကိုမတိမတာကြိုက်ပြီးသူရှိကမိန်းကလေးကိုမော့ကြည့်ပြီးထားရက်လိုက်တဲ့အတာကျူအရက်ပလင်းကိုကင်ထလာတဲ့ကျူးကိုပြပြသလေးပုံစံနဲ့တောင်းမှန်လာတဲ့မိန်းကလေးကျူးကိုအာယုံဆိုင်နေတဲ့ပူရီသားတွေကကောက်ခုံတာရွက်ပြီးသူတို့ကိုကြည်လာကြပါတယ်။အိုး sorry တို့မတော်တဆငါတမင်တကလောက်တာအရက်ပလင်းကအစိမ့်စိမ့်အမွှားမွှားကွဲသွားပြီးမိန်းကလေးရဲ့ကောင်းစီကိုထိုးဖောက်သွားတယ်။ညီတူတာမျက်လုံးများပြူးကျဲတာတဲ့ကိုပြူးကျဲကအံ့ဩမိတော့တယ်။ကလက်ကလူတွေလေသူတို့ထံစုပြုံကရုပ်ရုပ်သေးသေးဖြစ်နေသလောက်သူမကတော့အေးဆေးတဲ့မျက်နှာထားနဲ့သာအဲ့ဒီအချိန်အုပ်အုပ်ကြက်ကြက်လူတွေထင်မှအတာကျူးထံစိုးရင်တကြီးသွေးအလိမ့်လိမ့်နဲ့စေကန်းတစ်ခုစီခေါ်ဆောင်သွားခြင်းခံရတဲ့စုဝက်ဒီပုံမှန်အတိုင်းပြန်အသက်ဝင်နေပြီဖြစ်တဲ့ Hop Clan မယောင်မလဲနဲ့ကလပ်အတွင်းကကျူးကိုဆွဲခေါ်လာတဲ့ဒီရေလိုင်းကဘာကိုစိုးရိမ်နာမှမသိစိုးရိမ်နေတော့လေကျူးကတော့သူမလက်ကိုဆွဲထားတဲ့ရေလိုင်းရဲ့လက်ကိုပြန်လဲဆုပ်ကန်ထားတာကတင်းကျပ်စွာပစိုးအကွက်စိတ်ဒဘရောင်းအယောင်နဲ့စပိုရှက်အဖြူနဲ့ဒီရေလိုင်းကလပ်အတွင်းကထွက်လာတဲ့ဆိုတာကတော့လုံးဝလိုက်ဖက်မှုမရှိပါသူဆွဲခုံလာတဲ့မိန်းကလေးကတော့ခင်မီလှပစွာမှုကလပ်နဲ့သူမကလိုက်ဖက်ကောင်လိုက်ဖက်ပါလိမ့်မယ်ဘာလို့ရံဖြစ်ရတာလဲကျူကလပ်ဆိုတာဘလောက်အန်တီရဲ့များလဲသိရလားကျူ။ तू ကစလို့ရမ်းဖြစ်တာ။ဗျာ။ तू ကကျူကိုဘာလုပ်လိုက်တာလဲ။မျက်လုံးပြူးမျက်စံပြူးနဲ့သူမလက်ကတန်းရရှိမရှိအသေးအံရှာဖွေလာတဲ့ဒီရေလိုင်းစိုးထိတ်ဖြာဝင်မှုတွေကြီးထွားလာတာကိုသူ့ကိုယ်သူသတိမထားမိချိန်မှာတော့အံ့ဩစွာကြည့်လာတဲ့အတာကျူ။နေရငါ့ကိုစိုးရိမ်တာလား။ဗျာ။အဲ့ဒီအခါမှသူ့ကိုယ်သူသတိထားမိလိုက်တဲ့ဒီရေလိုင်းအလန့်လန့်အဖြန့်ဖြန့်နဲ့သူမလက်ကိုလှုပ်ချလိုက်မိရဲ့ချုံမတဲ့မျက်နှာပြင်လေးမှာအလိုက်သည့်စွာကြောက်ရောက်လာတဲ့အရှက်တရားလို့တင်စားခေါ်ဝေါ်တဲ့နီးရဲမှုလေးများသူ့ကိုလှပစွာစိတ်ကြည့်လာတဲ့မျက်ဝန်းပိုင်ရှင်နဲ့အတာကျူလက်ကိုကန်ပြီးဒဏ်ရာပြန်ကြည့်လေဗျာအသေးရအောင်လှုပ်ပြန်နေဗျာတလုံးမဲ့တက်တဲ့နှစ်နှခမ်းအောင်လေအမတ်မှတ်ပေးလိုက်ရမလားဗျာ
မဟုတ်မလို့ဟာမဟုတ်အရှိကိုဖြတ်ကနေတိုးကပ်လာတဲ့ကျူရေလိုင်းကရှင်းတုံးစောနဲ့အနောက်ကိုတိုးကပ်သွားရပြီးရေလိုင်းနောက်မှာအုတ်တိုင်းသာကျန်းတော့တာမို့သူ့အတွက်လွန်လန်းမမြည်ဒီလိုလုံးလို့လွတ်နိုင်ရောလားဗျာကြီးကန်းတောင်းမောင်းနဲ့ဟိုဟိုတီတီကြည့်ပြီးအထစ်ထစ်အငုံငုံနိုင်နဲ့ဒီရေလိုင်းနဲ့လက်ရဲဆက်ရင်နိုင်တဲ့ကျူတယောက်ကတော့မိတမီနဲ့ခြေပြားလေးထောက်ကအရက်မြင့်နဲ့ဒီရေလိုင်းရဲ့မေးဖြားလေးကိုဆွဲယူမော့စေလိုက်တယ်သူတို့နှစ်ယောက်အပြုမူကတော့နေရမှားနေကြတာအမှန်ပါလူတွေလာတော့မယ်ဖဲပါကျူစင်ကြေတွေမကြိုက်ဘူးကောင်လေးနေရငါအပိုင်ဖြစ်တော့မှာမို့မငင်းနဲ့ဗျာတွဲလျားလှပတဲ့လက်ချောင်းလေးများကသူ့ရဲ့နှကန်းကိုတိုးထိလာတယ်ကြောရီမှာတပြင်းပြင်းနဲ့ကြက်သိမ်းမွေးခြင်းတွေထလာတယ်ခြေတွေလက်တွေအေးဆက်လာပြီးကျူးကိုထိတ်လန့်စွာကြားရှင်းရောက်နေတဲ့ရုံတငယ်ပမာကြည့်နေမိပါတယ်အဲ့ဒီလောက်ထိရေလိုင်းကအရှက်အကြောက်ကြီးပါတယ်မေးချွန်ချွန်ကြီးကိုတိုးထိကြီးစဲနေပြန်တဲ့သူမလက်အထိအတွေ့လေးတွေကကြည်နူးစရာလိုကြောက်စရာလိုယောက်ျားဟာမဟုတ်သူမနဲ့တွေ့ပြီးစကားပြောရတဲ့အခိုင်အတန့်ဟာရေလိုင်းအဖို့ထူးထူးခြားခြားကိုမှရင်တုံပန်းတုံဖြစ်စေပြန်ပါရီအခုလင်ယောက်ျားတဲ့လှုပ်ချလိုက်ပြန်ပြီအမောင်ရိပ်ထဲမှာမို့သူ့ရဲ့ရှင်းမျက်နှာကိုကျူးမြင်ချင်းမှမြင်နိုင်ကောင်းပါမေယောက်ျားဟာကျူးဘာတွေပြောနေရလဲနေရယောက်ျားမဟုတ်တော့မိန်းမလားဗျာရေလိုင်းကအကြိမ်မောင်းများစွာမရေတွက်နိုင်ခြင်းနဲ့သာတပြားတည်းပြားနေမိတော့တယ်အေးကုတ်ကုတ်ပုံစံနဲ့စကန်းလုံးတွေကျွဲပြန့်မာတဲ့ကျူးကိုသူသာအရှုံးပေးရပြန်ပါတယ်အထစ်တဲ့အငုံငေါတွေဖြစ်နေလိုက်တာနဲ့လက်ရှိအချိန်ကိုကြည့်လိုက်တော့ည7:00နာရီကျုံနေပြီအိမ်ပြန်မှုတတိယရတဲ့အချိန်ကတော်တော်နောက်ကျနေပါပြီကျူးညားနေနေပြီကျွန်တော်တို့ပြန်ရအောင်နော်ဟင်ဒါတွေကဘယ်သွားမလို့လဲကျူးအတန်တိတ်ပြီးတော့လိုက်ခဲကောင်လေးဗျာကျူးဆွဲခေါ်ရာကိုတရောတော်ပါလိုက်ပါသွားတဲ့ရှီလိုက်ဟာတိတ်ထိတ်ရင်ဖိုးသာခန်းစားနေရတဲ့ရက်ကန်လိုက်ပါလာရင်မှပြိုင်ကားလှလှလေးတစ်စီးစီသူတို့ရောက်လာတယ်ဒါကျူးရဲ့ကားလားတက်ငါတယောက်စာလေးဗျာငါနန်းထဲလိုက်ရတပြားဖြစ်နေတာကိုပြင်ဗျာဟုတ်အဲ့လေအေးလေဟုတ်သားပဲငါဘာလို့တပြားတည်းဗျာနေမိတာလဲငါစီရမယ်ပြောင်းပြန်ဖြစ်နေတာတွေကိုရက်ပြရမယ်ငါမင်းနဲ့မောင်နဲ့နေခွင့်ရှိတာပဲကားတကားဖွင့်ဖို့ပြင်လိုက်စင်မှာတော့ကားမောင်းသူနေရာမှာသူမကနေရာယူပြီးနေပြီကားပေါ်ထိုင်လိုက်တာနဲ့ဝူကနေသူမမောင်းထွက်လိုက်တာကကြမ်းရန်ရေလိုင်းကိုလိုက်ပို့ပြီးမို့ကျူးကဆုံးဖြတ်လိုက်ပြီးဆိုတာနဲ့ကားပတ်လမ်းကိုသူ့အိမ်သွားရလမ်းကိုကွေ့ဝင်လိုက်တယ်ဒါပေမဲ့လမ်းခိတ်တကားတွေပိတ်ထားတာကိုကန်ဆိုးစွာသူတို့ကြုံတွေ့လိုက်ရတယ်တကားပိတ်သွားပြီပဲကျူသိရဲ့သူမတုံ့ပြန်မှုကအေးဆေးမှုရေလိုင်းတာခေါင်းကိုက်တယ်လို့သွေးတက်တယ်လို့ခံစားလာမိပြန်နေသွေးတိုးနှလုံးရောဂါရှိသူဆိုရင်အဲ့ဒီနေရာမှာပဲဂေကနေအသက်ထွက်သွားလောက်နေမလားကားဆက်ကိုပြန်အရှိန်တင်လိုက်တဲ့သူမကြောင့်ရေလိုင်းကြောင်တောင်းနဲ့ကျူးကိုမေးခွန်းထုံမိလိုက်တယ်ကျူးဒါပဲလေဟုတ်တယ်ဗျာရုံမလုံးနဲ့အသာလိုက်ခဲ့မဟုတ်ရင်ပေါက်ကရလို့ဖို့စိတ်ကအစိုးမရအောင်ဗျာအဲ့လေဘာမှပြန်မပြောပဲကားကိုဂယုဆိုင်မောင်းနေတဲ့ကျူးကအနီးအနားမှာဟိုတယ်တစ်ခုကိုမျက်စိကစားပြီးတော့ရှာဖွေပါတယ်ရေလိုင်းအတွက်ဒီအချိန်ဟာဖြတ်ထုံးညံတွေကွဲပြောက်ပြီးမုန်းကျက်တဲ့အခြေအနေကိုသာလက်ခံရရှိတယ်သူကျူးဦးဆောင်ရာကိုသာတံပဲရုပ်တစ်ခုလိုဖြောတော့ငိမ့်ဆက်စွာနဲ့လိုက်ပါလာခဲ့မိပါတယ်ဟိုတယ်တစ်ခုကိုသူတို့ရောက်ရှိသွားချိန်မှာတော့ကံမကောင်းစွာပဲအခန်းတစ်ခန်းနဲ့သာငှားလို့ရနိုင်ခဲ့ပြန်ပါတယ်ဒီအချိန်ကြီးသူတို့ဘာတက်နိုင်ပါလဲဒါပေမဲ့ရေလိုင်းကတုံလုံးနေသလောက်ကျူးကတော့စိတ်အေးလက်အေးနေနိုင်ပြန်ပါတယ်လက်မြောက်ပါတယ်ကျူးရဲ့ငါတို့အတူအိတ်ကြမလားဗျာဒါမှမဟုတ်အကျဉ်းတော်ညကိုဖန်တီးကြမလားဗျာဟာဒါဆိုရင်နင့်ကိုအချိန်တိုင်းကြီးလို့ရမှာဖြစ်ပြီးတော့နေနဲ့ငါလက်ထက်ရတော့မှာဟာကျူးပြီးတော့ငါလေကျူရှင်ကတက်တာသွားမယ်ဟာကျူးပုံမှန်ထက်အတန်မာသွားတဲ့ရေလန်းကြောင့်ကျူးရဲ့ကိုလေတုံခါသွားက
တွေးကနေလန့်သွားပြီးအန်ဩစွာသူ့ကိုကြည့်လာတယ်ဒီလိုဆိုပြန်တော့လေရေလှိုင်းသူမကိုတနာသွားရပြန်တယ်အပြေကင်းစင်တဲ့မျက်လုံးလေးတွေနဲ့လက်ရဲဆက်ရင်သူမရဲ့စကဲလုံးလေးများဟာမလိုက်ဖက်ပါတော့လေသူမရဲ့အပြုအမူလေးတွေကတော့သူ့ကိုပုံမှန်ထက်ယူသွစေခဲ့ပါပြီကျူးကလိမ့်ပါတယ်ကတင်ပေါ်မှာအိတ်လိုက်နော်ကျွန်တော်ကအောက်မှာအိတ်လိုက်မယ်နေအေးမိမှာပေါ့စိုးရင်တဲ့စကဲလုံးလေးများရှင်ထဲနှွေးထွေးစေပြန်တော့ခတ်သားကျူးရင်ကျွန်တော်ကမိန်းကလေးတွေကိုဝေးဝေးရှောင်ခဲ့တဲ့ကောင်မှာဝန်ထမ်းလေးလာပေးတဲ့ခေါင်းအုံးနဲ့စောင်းတချို့ကိုယူပြီးတမန်တလင်းပေါ်မှာအိယာတစ်ခုအဖြစ်ဖန်တီးလိုက်တဲ့ဒီရီလိုက်ကျွန်တော်ကအဆင်ပြေတယ်ကျူးစိတ်ချလက်ချအိပ်ပါကျွန်တော်ကိုယုံပါငါကငါပဲမယုံတာဗျာဒါဘလို့ဖြစ်ကြတာတော့ဟေးဟာအခန်းတကားဝမှာပြူကနေပေါ်ထွက်လာတဲ့ဦးမင်းထင်ဦးမိုးလုံးနဲ့ဒေါ်ရွှေရီတို့နှစ်ဖက်လူကြီးသုံးဦးကတင်ထက်ကရေလိုင်းရဲ့ရင်ခွင်ထဲမှာနေမြုပ်စွာအိပ်ပျော်နေတဲ့ကျူသူတို့အတန်တွေကြောင့်လမ်းနိုးလာချိန်မှာတော့အရာအလုံးကနောက်ကျသွားခဲ့ပြီးရေလိုင်းအလန့်လန့်အဖြန့်ဖြန့်လူးလဲထောင်းလိုက်တယ်လို့ကျူကတော့ထထိုင်လိုက်ပေမဲ့ရေလိုင်းကိုမိထိုင်ကအိမ်မုံဆုံးပွားဖြစ်နေပါတယ်ဦးမင်းထင်မှာကလေးနှစ်ယောက်ရဲ့မြင်ကွင်းကြောင့်မျက်စိမျက်နှာပြက်ဖြစ်ရတယ်လို့ဦးမိုးလုံးတို့ဇနီးမောင်နှံမလေးဦးမင်းထင်ကိုအာနာစွာကြည့်နေမိကြပါရဲ့။ဒါရေလိုက်တားရဲ့မမေတို့ကသဘောမတူတာလည်းမဟုတ်ဘူးဘလို့ဖြစ်လို့သမီးလေးကိုဒီနေရာမှာဗျာမဟုတ် तू ကကျူးကိုတခုခုလှုပ်တယ်ဗျာဟာကျူးအဲ့ချင်မူတူနဲ့ငေါက်ခနဲထားပြောလိုက်တဲ့ကျူးကြောင့်ရေလိုင်းလမ်းဖြန့်သွားရတယ်လို့လူကြီးတွေလေမျက်လုံးများပြူးကျဲဝိုင်းဆက်ကုန်တော့တယ်ကျူးရဲ့ဖေဖေဦးမင်းတင်ကတော့ကောင်းမေမဖော်နိုင်အောင်ရှက်လဲရှက်အနေလဲခက်ကဘာတခုံးမှဝင်းမပြောနိုင်တော့ဒေါ်ရွှေကြီးကတော့ဘာမှဝင်းမပြောသေးပဲမျက်နှာကိုအောင်းငုံထားတယ်ဦးမိုးလုံးလေမျက်စိမျက်နှာပြက်ဖြက်ကတငယ်ချင်းဖြစ်သူဦးမင်းတင်ကိုအာနာစွာတောင်းပန်ရင်အဲ့ဒီနေရာမှာသူတို့အမြန်ထွက်ခွာခဲ့တော့တယ်ကဲပါမင်းထင်ရဲ့ငါတို့ကတခြားသူတွေမှမဟုတ်ပဲကလေးတွေကိစ္စကြည့်ပြီးတော့စီစဉ်ပေးကြတာပေါ့ဒီလိုပဲလုံးရတော့မှာပေါ့ကဲတားနဲ့သမီးထားပြီးတော့မမေတို့နောက်ကိုလိုက်လာခဲ့တော့ဟာမမေစစ်ကူတောင်းမိတော့လေလူကြီးတွေကထွက်ခွာသွားကြပြီရှေးလိုင်းကအသေးအတန်စဉ်းစားနေမိတာဟာညကသူ့အောက်မှာအိတ်ခဲ့တယ်ဆိုတာပါပဲမနဲ့လင်းတော့သူမရဲ့ကတိမောရောက်နေပြီသူမကိုပွေ့ဖွက်အိတ်နေမိရဲ့ငါရောင်မီးများသူ့ရဲ့ကတင်မော်လာအိမ်မိတာလားကျူးကျွန်တော်ညင်းရှာဖြတ်ပြမယ်မဟုတ်ကျွန်တော်ညအောက်မှာအိတ်တာပါကျွန်တော်ရောင်မီးတော့လာအိမ်မိတာလားမဟုတ်ဘူးနေအိမ်နေတဲ့အချိန်မှာနေကိုငါကတင်မော်ထမ်းတင်လိုက်တာဗျာဘာငါနားကြမှားလိုက်တာလားခင်မမဟုတ်ဟိုကိုဒါနေစမ်းမအောင်မင်းဒီအတော်တွင်ဘာတွေလုပ်နေရလဲဘယ်တွေသွားနေရလဲဟိုကိုဒါလေတားစီတော်တော့ခင်မမင်းရဲ့စင်ကြယ်တွေကရိုးအိနေပြီမင်းဘဲချီလန်းဘဲစနက်ထွင်းနေတယ်ဆိုတာကအစငါသိရဲ့မိမတယောက်အနေနဲ့လေယောက်ျားရဲ့ဝေယဝစ္စကိုတော့လုံမပေးနိုင်တဲ့အထိမအားရအောင်ကမင်းကဘာတွေများလုပ်နေလို့လဲဒေါခင်မမှာကြောင်ပိမိတဲ့ရုံးတငယ်ပမာအပြင်းအထန်အသက်ရှူကျက်ရပါတယ်။ဦးမင်းထင်တဲတိုးမေးလိုက်တဲ့စကန်လုံးနိုင်ဟာသူ့အတွက်ပြေးလန့်မရှိအောင်ကိုမှောင်ပိတ်လွန်လာတယ်။အခုလေငွေသား350တောင်းမိရင်ကကြောင်ပိတ်ခံလိုက်ရခြင်းဖြစ်ပါတယ်။ဆေးပေးမီးယူတော်လှုပ်ပေးဖို့မရတဲ့မိန်းမကိုဘာလို့များအိမ်ရှင်မအရာတင်မြောက်ခဲမိတယ်လဲဆိုတာငါကောင်ကတော့စဉ်းစားလို့မရအောင်။စိမ့်သက်ခါတူးတဲ့ဦးမင်းထင်ရဲ့စကားကြောင့်ဒေါခင်မတင်းသွားရတယ်။ပတ်ဆက်လေးတောင်းမိတာနဲ့ရှင်ရညိုညင်တော့တာလားကိုမင်းတင်မင်းလုံနေတဲ့ပုံနေမြေမကောင်းတော့လို့ပြောနေတာကွာအိုးကျမဘာသာကျမဘာဖြစ်ဖြစ်ရှင်လင်းစည်းစိမ်ကိုမရပိုင်နဲ့ဒီတော့ကျမပတ်ဆက်အရေးပေါ်လုံးနေတယ်မြန်ပေးဦးမင်းတင်ကစိတ်ပြတ်စွာဒေါခင်မကိုကြည့်ပြီးစုပ်သက်ချက်တက်လိုက်ပါတယ်ဒီမိမဘာလို့ငွေတွေအများကြီးတောင်းနေရတာလဲဘာကြောင့်လဲလို့မေးပြန်တော့လေအကြောင်းပြချက်ကရေးရမရဒီအတော်တွင်အိမ်မကတ်တာကိုလည်းသိပါတယ်တမကိုမသိမသာချပြီးဒေါခင်မကိုမျက်မှောက်ခုတ်ကြည့်မိတယ်သဘောကောင်းမအောင်နဲ့အစိတ်ပြင်းတဲ့မိမရော့မင်းလိုတဲ့ပတ်စံအခုတော့ငါအခန်းထဲကနေထွက်သွားမင်းနဲ့စိတ်ရင်းရှင်းစရာရှိသေးတယ်သူ့ရဲ့စကားကို
ဒေါခင်မမအာယုံရပုံမပေါ်ပါဦးမင်းတင်ရဲ့မိခင်တက်တောင်ထဲကအထက်လိုက်သောငွေတွေကိုအယောင်တလက်လက်ကြည့်နေတဲ့ဒေါခင်မမရဲ့မျက်လုံးများဒီပတ်စံတွေသာငါပိုင်လို့ရတော့ကွာပတ်စံတွေကိုဖင်ခိုးပြီးကိုဖဲရိုက်ပြရမယ်လို့စိတ်ထဲကကျင်းဝါမိစဉ်အလိုမကျတဲ့မျက်လုံးများနဲ့ကြည့်လာတဲ့ဦးမင်းတင်ကြောင့်ရမတ်ကြီးတဲ့မျက်လုံးများကိုခဏရုပ်သိမ်းလိုက်ရတယ်ဒီကျေးဇူးကိုကျမသွားပြီဦးမေထင်ကဘာစကားမှမပြောနိုင်ခင်ဒေါခင်မမဦးမေထင်အခန်းကနေအမျက်လက်ထွက်လာခဲ့တော့တယ်။လေကားအစင်းမှာအပေါ်ထက်တက်လာတဲ့အတားကျူးနဲ့မျက်နှာချင်းဆိုင်ဝင်တိုးတယ်။ထုံးစံအတိုင်းအတားကျူးကသူမကိုဂယုမဆိုင်ပဲဆက်တက်သွားတော့လေဒေါခင်မမကတော့သူမကိုလဲပြန်ကြည့်ပြီးမဲရွက်ပြီးပြောဆိုနေတဲ့စကားလုံးတချို့ကကြောင်းသွားပြီးတော့လင်းရလာတယ်တဲ့။တနာယူမှလေဟဲ့။မကြမီရဲသက်တစ်ပတ်အတွင်းမှာမျိုးဆက်သစ်မိသားစုစာသင်ဝိုင်းရဲ့အမွေဆက်ခံသူဒီဟေလိုင်းနဲ့အတားကျူတို့၏မင်္ဂလာဧည့်ခံပွဲကိုကျင်းပလျက်ရှိပါတယ်။စီးစိမ်ရှင်ဟိုတယ်အတွင်းကြည်ကြည်တို့စီကားလျက်ရှိနေတဲ့နှစ်ဖက်အတိုင်းဝိုင်းဆွေမျိုးများចောင်းသားចောင်းသူများနဲ့အနောက်တိုင်းပေါင်းမီအနက်ကိုဝစ်ဆင်ထားရပြီးကိုယိုကာယာဖြစ်နေတဲ့ဒီဟေလိုင်းကျူကတော့မင်္ဂလာဝစ်ဆောင်ခေါင်းဝင်းအဖြူလေးနဲ့လှကျင်တိုင်းလှနေတဲ့ကြောကြောမော့မော့လေးနဲ့သူလေးနေတက်နေသလောက်ဘောင်းမီရှည်ကြီးကြောင့်မယိုးမရွဖြစ်နေတဲ့ဒီဟေလိုင်းဒီဘောင်းမီကိုဝစ်စင်ထားရတာကမင်္ဂလာမဆောင်ခြင်းနဲ့ခန်းစားချက်ကိုတော့မေးသွားစေတယ်ဝစ်ကျွေးဆေးပြက်စွာညည်းညူမိတဲ့ရေလိုင်းရဲ့လက်တစ်ဖက်ကိုတော့သူမကပိုင်နိုင်စွာဆွဲထားပြီးလှဖစွာပြုံးရွှင်လိုနေပါတယ်တူမတိုးမကျန်လေသူခေါ်လိုက်တာနဲ့ဇက်ကနေမေးလေးမောတက်လာပြီးသူ့ကိုပြုံးရွှင်စွာကြည့်လာတဲ့ကျူပြောလေယောက်ျားဟာပိုင်နိုင်လာတဲ့ကျူးရဲ့အခေါ်အဝေါ်ကြောင့်ပမို့လေးမြောင်ရှဲဖြန်းသွားတဲ့ဒီရေလိုင်းဒီအခေါ်အဝေါ်တွေကြောင့်ခေါင်းမဖော်နိုင်တဲ့အထိသူ့အရှက်သေးပါရဲ့သူမကိုပြောမဲ့စကန်လုံးများပင်ချက်ချင်းလက်ငင်းပျောက်ရှသွားရတယ်မဟုတ်လို့လားနေရငါယောက်ျားဖြစ်တော့မှပြီးတော့ငါနေမိန်းမဖြစ်တော့မှဗျာသူမပြောလိုက်ကမှရှင်းရှင်းလင်းလင်းနဲ့ကွက်ကွင်းကွင်းမှာပင်ခမ်းမထက်မှအတူတကွထိုင်ပြီးစကားတွေပြောနေကြတဲ့နှစ်ဖက်မိဘများအဲ့ဒီမင်္ဂလာပွဲမှာဒေါခင်မမတယောက်လည်းဟန်ဆောင်ပန်းဆောင်ပါဝင်ဖြစ်ခဲ့ပါတယ်ကြားလားမဖွင့်ထားတဲ့တခြင်းကိုလေငါတို့နှစ်ယောက်ကအတူနေရတော့မှာတဲ့ဗျာနေရချောရဲ့သားနဲ့ပြုံးလေးနေရှက်နေတဲ့မျက်နှာထားအပြင်ငါရှက်ဖို့လဲချမ်းအောင်ဗျာဟာတပြားနဲ့သူများတွေနန်းခိုင်းတဲ့အထီတောင်မစောင့်နိုင်တော့ဟာကျူမဟုတ်ဒါနဲ့နေနဲ့ငါလင်မယားစုံတွဲတွေဖြစ်တော့မှာဆိုတော့ငါတို့ကြားမှာနန်းစားလှလှလေးတွေရှိတဲ့နေဗျာအရင်မခက်ခဲပါဘူးငါတကိုတကွန်းကွန်းနန်းစားတွေကိုစိတ်ဝင်စားဖို့ဆိုတော့နေရငါ့ကိုကျူးလိုပဲခေါ်ပေါ့ငါတော့နေကိုယောက်ျားလို့ခေါ်မယ်ဗျာဟုတ်ကျူးဆန္ဒအတိုင်းပါပဲဒါမှငါရဲ့အမျိုးသားလေးချစ်စနိုးနဲ့သူ့နာတဲ့ချွန်းကြီးကိုတိုးထီကြီးစေပြီးနောက်သူ့လက်ကိုတွဲကသူ့ကိုမှီထိုင်လိုက်တဲ့ကျူအပြုံးတွေခိုးတွဲလျက်ရှိနေပါတယ်သူကတော့ရင်တုံပန်းတုံခြောက်ချလျက်ရှိနေပါတယ်စောစီးစွာအိမ်အောင်ပြူခြင်းဟာအချစ်တာရှိတယ်တဲ့ရေလိုင်းအတွက်တော့ဒီဆိုရိုးကမှန်နိုင်မှာမလားသူကလုံးဝမှစိတ်ကူးမရင်ခဲ့မှုတဲ့အိမ်အောင်ရင်းနုံထဲကိုလက်တွေးကြခုံစင်းရပါတော့မယ်ပြီးတော့အိမ်ဦးနဲ့လေးယောက်ျားတစ်ယောက်ရဲ့တာဝန်ဝတ္တရားအရရက်ကိုသူထမ်းဆောင်ရပါတော့မယ်အနောက်တိုင်းဝှက်ဆောင်ခန့်ညာကြီးနဲ့အနေရခန့်နေပါတော့လေဒီလိုခန့်နာမင်္ဂလာပွဲကြီးကြောင့်တော့သူပြောသလိုလို့ရှိပါတယ်သူရဲ့လက်မောင်းကိုချိန်ပြီးပြုံးနေတဲ့ကျူးကိုကြီးကစိတ်ထဲမှာချမ်းမြေ့သလိုခံစားမိပါတယ်ဘလို့ပင်ဖြစ်ပါစေဒီခက်ဆိုးဆိုးကောင်းမလေးအတွက်သူကဖြစ်တည်လာခဲ့တာမို့သူမပျော်ရွှင်ရတယ်ဆိုရင်သူကျဉ်းတတ်ပါတယ်ငါသမီးအတွက်ရင်အေးရတဲ့အချိန်ရောက်ခဲ့ပေမဲ့ငါအတွက်တော့ရင်မအေးနိုင်သေးဘူးဘာပဲဖြစ်ပါလေငါသမက်ရဲ့ကျေးဇူးကြောင့်အနှစ်အလားကပြောင်းဆုံးခဲ့တဲ့ငါသမီးလေးအပြုံးကိုမြင်ရပြီငါသမီးလေးလှလိုက်တာဒီလောကမှာငါသမီးလေးသာအလှဆုံးသမီးလေးကိုအရေးတကြီးဖြစ်ပြီးဝမ်းသာမျက်ရည်များနဲ့ဦးမင်းတင်တိတ်တဆိတ်ငိုကြွေးမိပါတယ်ဘာပဲဖြစ်သမီးလေးကိုငါအရေးအောက်ကနေအပြောက်မခံနိုင်ဘူးသူတို့ကိုငါနဲ့ပဲအတူနေခိုင်းမှဖြစ်မယ်ဦးမင်းတင်ကသားနဲ့သမီးရဲ့ရှေ့ရေးကိုသာဖခင်ကောင်းပြီးတွေးတောလျက်ရှိနေတော့တယ်မင်္ဂလာဦးညာ
နှစ်ယောက်အိတ်ကတဲ့လှလှကြီးပေါ်မှာမင်္ဂလာဝတ်စုံကိုမချွတ်နိုင်မေပိုလိုပလက်အိတ်နေတဲ့ကျူရေလိုင်းကရေမိုးချိုးပြီးရနဲ့ကျူးကိုတစ်ချက်လာကြည့်ပြီးနှိုးရနိုးထွက်သွားရနိုးနဲ့ချီတုံချတုံဖြစ်နေပါတယ်။အเจ้าမှာသူမကမင်္ဂလာဝတ်စုံကြီးနဲ့အိတ်နေတာမို့ဖြစ်ပါတယ်။အဲ့ဒါကြောင့်ရေမိုးချိုးပြီးမှအိတ်ဖို့နိုးဖို့ပြန်လိုက်ပါတယ်။အော်သူပင်ပန်းနေတာနေမှာပါမနိုးတော့ပါဘူး။စမနိုးတော့ပဲစောင်းပါလေးတစ်ထည်ကိုသူမကိုမှခြုံပေးလိုက်ပြီးမင်္ဂလာအိတ်ခမ်းမှာရှိတဲ့ dreamer စီရှောင်းလာပြီးအိတ်ဆက်လိုက်တော့တယ်။တနေ့ကုန်ပင်ပန်းထားလို့ထင်ပါတယ်။ခေါင်းချလိုက်တာနဲ့သူတိတ်ပင်မကြလိုက်အိမ်မက်ကဘာကိုရှောက်သွားတော့တယ်။မျက်လုံးနှလုံးဖွင့်တာနဲ့မြေလိုသူကိုရှောင်ဖွေမိပါတယ်။ဟာငါအရင်အိပ်ပျော်သွားတာပဲနှမျောလိုက်တာ။ညပင်ဆက်နှစ်ခွဲတော့မေ dreamer စီရှောက်သွားပြီးသူ့ကိုလှုံနိုးလိုက်တဲ့ကျူဟေးယောက်ျားလောင်ထဆန်းမောင်ငနေကဟောက်ပင်ဟောက်နေလိုက်သေးပါတယ်။အတားကျူကအန်တချက်ကြိတ်ပြီးဆက်နိုးပါတယ်။ဟဲ့ထဆန်းဒီညငါတို့ရဲ့အကျဉ်းနာညမင်္ဂလာဦးညကျူးကမျက်မှောက်ကျုံမိသွားတယ်။အင်းတစ်ချက်သာအတန်ပြုတ်ပြီးတစ်ဖက်ကိုလှည့်ပြီးအိတ်နေပြန်တဲ့ဒီရီလိုက်ဒီကောင်ကအကျဉ်းနာညလို့ပြောလေနားလည်မဲ့အကောင်မဟုတ်ဘူးပိန်စမ်းခေါင်းအုံးနဲ့ပါရိုက်ချပါတော့လေအဟောင်းမပြက်ကိုအိတ်နေနိုင်ပါသေးရဲ့ဓမြခက်ကသာဆိုရင်နှိုးမရလို့ပြစ်ထားခဲ့ရတာနဲ့နေရသိမ်းမဟဲ့ဘလို့ပဲဖြစ်ပါစေဒီညကသူတို့ရဲ့ရင်ခုန်စရာအကျဉ်းနာညမင်္ဂလာညမဖြစ်ခဲ့ပါနေကြီးနှွေးထွေးဖြာကြတဲ့မနဲ့ခင်းရဲ့အနှွေးတက်ကိုခိုးလုံးရင်ဧပြီကိုဝစ်စင်ကထမင်းကြော်နေတဲ့ဒီရီလိုက်ကျူးကတော့အိတ်နေစဲပင်ဖြစ်ပါရဲ့ရောက်ကမဖြစ်သူဦးမီးတင်လေနိုးသေးဟန်မတူအစိမ့်သက်သက်ဖြစ်နေတဲ့နေအိမ်အသစ်ကိုရေလှိုင်းပြောင်းရွှေ့လိုက်ပါလာခြင်းဖြစ်ပါရဲ့ရောင်နောက်စတုံးပါပဲကြားဖို့ပါတယ်ဘာလို့ငါကြမှာစတုံးနောက်ရောင်ပါနေရတာလဲတောင်တွင်းမြောက်တွင်နဲ့ဒီရေလှိုင်းကနောက်ပါမှတနန်ခါအနှံ့တင်းတင်းလေးကိုရှားလိုက်တယ်ကျူးတော့မဖြစ်နိုင်ကျူးကအနောက်တိုင်းဆန်တာပဲတနန်ခါလိမ့်မှာမဟုတ်ဘူးဟဲ့ကောင်လေးအစောကြီးနိုးနေရလားဗျာနောက်ကိုလှဲကြည့်မိတဲ့အခါမချိုးမချင်မျက်နှာပေးနဲ့အမျိုးသမီးကြီးကိုသူ့တွေးလိုက်ရတယ်ဒါကဒေါခင်မမဆိုတာဖြစ်လိမ့်မယ်ကျူးရဲ့မိရွေးထင်တယ်ဘလို့လဲအဲ့ရတာကောင်းရဲ့လားဗျာပြုံးစည်းစည်းနဲ့မေးလာတဲ့စကားကဘယ်အတိတ်ပဲတက်ရောက်မှန်းသူကောင်းကောင်းနားမလဲရှက်တတ်တယ်ပေါ့ဗျာရှက်မနေနဲ့ကောင်းလေးရဲ့လင်းမယားဖြစ်လာမှာတော့ဒါအကြောင်းရမဲ့တမတ်တာပဲဗျာဘာဟိုဟဲဦးကြောင်ကြောင်နဲ့ဘာမှမဟုတ်တော့စိတ်မရှိဟန်နဲ့စောင့်ပြောပြီးမိဖို့ခန်းထဲကပြန်ထွက်သွားတဲ့ဒေါခင်မမဘာလဲဦးကြောင်ကြောင်နဲ့ရေလိုင်းဟာအဲ့ဒီအမျိုးသမီးလှိမ့်သမျှခံနေရတယ်ထင်ပါတယ်။ဘာတခုမှရေးရေးရရသူ့နားမလဲ။ခေါင်းကိုတက်ဆန်းကုပ်ပြီးမိဖို့ခန်းထဲမှာအပေါ်ထက်ကိုတက်လာခဲ့တယ်။ကျူးကိုနှိုးပြီးတော့ကြောင်းသွားဖို့ပင်ဖြစ်ပါတယ်။ကျူးဟင်နိုးနေပြီပဲ။သူ့အပြောကိုဂယုမဆိုင်ပဲမျက်မှောင်ကိုတွန့်ချိုးပြီးရှူတီတီကြည့်လာတဲ့ကျူးအဲ့ဒီအကြီးကြောင့်လမ်းဖြတ်ပြီးနောက်ကိုခြေတလန်းဆုံးလိုက်မိသူကဒီရေလှိုင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲကျူးနင်းမအပြစ်မရှိဘူးလားဗျာသူဘာမှအပြစ်မလုပ်ထားပါတော့လေကျူးရဲ့အကြည့်တွေအောက်မှာအပြစ်သားတရားအသွင်ခန်းစားနေရတဲ့ရေလှိုင်းအကြည့်တွေကအဲ့ဒီလောက်အာနာရှိမှန်းသူမသိခဲ့ဒီလိုလာခဲ့ဗျာစူးကနေအကြည့်ကိုရှားလိုက်ပြီးနောက်သူတုံဆိုင်မနေတော့ပဲသူမကတင်အနီတိုးလျှောက်သွားလိုက်တယ်မင်္ဂလာကတင်ထက်ကနှင်းစီပွင့်ဖက်လေးတွေကတော့အိတ်ကြီးတဲ့ကျိုးကြောင့်ကတင်ပေးကိုလွှင့်စင်ကုန်ကြတယ်ထင်ပါတယ်သူမအနာခက်ရိုးရိုးဝင်ထိုင်လိုက်တာနဲ့သူ့ရဲ့ရင်ငွေနဲ့ဝင်လာတဲ့သူမနဲ့ကြုံပါတယ်ဟာကျူးဘဲဘာလို့ညငါနဲ့အတူလာမအိတ်တာလဲဗျာကျူးကငါဘလောက်နှမျောလိုက်လဲဗျာမင်္ဂလာဦးညမှာရင်ခုန်တန်းတွေပြောင်းမဆန်ခဲ့ရအောင်နေစမ်းမအောင်နေရ6များ6နေရလားဟာကျူးမဟုတ်ပါဘူးကျွန်တော်မ6ဘူးဒါဆိုရင်ဒီညတွေ့မယ်ဗျာဟာဒီညတွေ့မယ်ဆိုတဲ့စကားလုံးကြောင့်ရေလိုင်းရဲ့နှက်ဆွဲလေးများရဲတက်သွားရတယ်။ဇပင်းရှုပ်ထွေးထွေးလေးနဲ့သူမကတော့သူ့ရဲ့ရင်မက်ကိုအမိပြုပြီးခေါင်းလေးမိထားပြီးမျက်လုံးလေးများမှိတ်ထားတယ်။စံရွယ်တွေကြားကသင်းပြန်းတဲ့ရနံလေးတွေကိုကျွန်တော်ရှူရှိုက်မိတယ်။ပြီးတော့ဒီရနံလေးကိုလေကျွန်တော်မျက်နှိုးစပြုတ်လာတယ်။အချိန်ကိုကြည့်လိုက်တော့မနက်၈နာရီခွဲနေပြီမို့ကြောင်းသွားရမယ်။
ရင်ခွင်ထဲကကျူကိုဖွားဖွားလေးလှုံ့လို့လိုက်ပါတယ်ကျူကြောင်းသွားရအောင်မယ်ထားတော့နော်ကျူမသွားဘူးဗျာမျက်လုံးများမိမ့်မိတ်ထားစေသူမကကြောင်းသွားဖို့ညှင်းဆန်နေသူမ10တန်းအောင်မို့ကသူ့မှာတာဝန်အပြည့်ရှိတယ်သူမိဖုရားဖြစ်လာပြီဆိုတော့တာဝန်ပိုရှိလာပြီလို့သူထင်ပါတယ်အဲ့လိုမရဘူးလေကျူကြောင်းတက်မှရမှာပေါ့နေရငါနဲ့အိတ်မပေးဘူးဒီတော့ငါကြောင်းမသွားဘူးဟာကျူငါတော့ကိုရီးယားကင်စင်တွေကြည့်ထားတယ်နေရတော့ငတုံးမှငတုံးပဲဗျာရေးလိုင်းကဘာပြောရမှန်းမသိအောင်အချစ်နယ်ပယ်မှာထူးဆန်းမှုတွေနဲ့သာကြုံရမြင်ရဖြစ်နေရတယ်။အေးလေသူ့လိုအရင်သက်သက်မိန်းကလေးတွေကိုကြောက်နေတက်တဲ့လူကဘလို့လောက်သိပါမလဲ။နေပါဦးကိုရီးယားကင်စင်တွေမှာသူတို့ဘာလုပ်ကြတာလဲ။ငါကကိုရီးယားကားတွေကိုကြည့်ရမှာလား။ငါတို့နောက်နေ့ရစပြီးအတူအိတ်ကြမယ်ဗျာ။ရင်ခွင်ထဲကလူဆိုးမလေးကပူစာပြန်လာတယ်။တော်သေးတယ်သူမကသူ့ကိုကြောပေးထားလို့ဟိုကျူး10တန်းအောင်ရင်ကျူးဖြစ်စေခြင်းတဲ့အတိုင်းသူစကားမဆုံးခင်ထောင်ထလာတဲ့သူမကောင်းကြောင့်သူ့ရဲ့မေးစီကိုမတိုက်မိဖို့မျက်နှာကိုအနောက်ကိုဆုပ်ထားလိုက်ရတယ်ပြီးတော့မျက်နှာလေးကသူ့ဘက်ကိုဆွေကနေလှဲကြည့်လာတယ်တကယ်လားဒါဆိုရင်ငါကစာကြိုးစားရမှာလားဒါပေမဲ့ညတိုင်းတော့နင်းနဲ့အတူအိတ်မယ်လေဗျာနေလက်လေးကိုကင်အိတ်ယုံလေးပဲစာကြိုးစားဖို့စိတ်အားထက်သန်လာပုံနဲ့အယောင်လေးတွေကမျက်လုံးလေးများပေါ်လင်းလက်လာကပြုံးရောင်တန်းလာတဲ့ကျူးကပြုံးနေရင်ချစ်စရာကောင်းတယ်လို့ကျွန်တော်မြင်နေပြီးတော့ကျွန်တော်ပြုပြင်ပေးရင်လိမ္မာပေးမယ်လို့လေကျွန်တော်မျှော်လင့်နေဟုတ်ကျူးသဘောအတိုင်းပါပဲအဲ့ဒီအတွက်ကျွန်တော်ကိုယုံပါငါကငါပဲမယုံတာပါဆိုဗျာဒါဘဲရပြန်လာလဲခင်မရှင်ဟိုတားစီကနေပြန်လာတာပါကိုပြောလဲပြောသူမအခန်းစီထွက်သွားဖို့ပြင်နေတဲ့ဒေါခင်မမကိုဦးမင်းတင်ဟန်တားလိုက်တယ်ဒေါခင်မမဆက်မသွားနိုင်တော့ပဲအခန်းစီဟာဆိုဖားလေးစီလေးပင်းစွာနဲ့ရှောက်လာမိရဲ့မင်းဘာလုပ်နေတယ်ဆိုတာကိုလေအမှန်အတိုင်းငါမသိချင်ဘူးခင်မမင်းလိုအပ်တာငါမဟုတ်ပဲငွေပဲဆိုရင်ဒီညီးငွေဖွယ်ကောင်းတဲ့အိမ်အောင်ရေးကိုဒီနေရာမှာပဲငါတို့ရပ်တန့်လိုက်ရအောင်ရှင်မင်းလို့ခြင်းနဲ့မင်းရတဲ့နဲ့စီးစိမ်ဥစ္စာကိုလေငါစဉ်းစားထားပြီးပြီမို့မင်းထွက်သွားလို့ရနိုင်ပြီဟိုကိုမဟုတ်ငါခွဲပေးတဲ့ရပိုင်ခွင့်ကိုအကျိုးရှိရင်းနှီးမြှုပ်နှံလိမ့်မယ်လို့လေမျှော်လင့်နေဟန်ဆောင်နေရတဲ့မင်းအတွက်လည်းပင်ပန်းတယ်လို့ငါအတွက်ကလေငါသမီးလေးငါအနားမှာပဲရှိနေလုံလောက်ပြီရှင်မလိုအပ်မှုများဟာလက်တွေ့စိုးလုံးရခံနေမှမရဲမဝင့်တွန်းဆုပ်နေတတ်တဲ့ကွာရှင်းစာချုပ်အမွေခွဲဝေပေးရမယ့်ရှင်းနေရောက်ရှိလာချိန်မှာတော့သူမဟာမဝင့်မရင်ဒါမှမဟုတ်အမိမဲ့ခန်းစားချက်ကိုခက်ခဲစွာနဲ့ပိုက်ထွေးနေရလိမ့်မယ်ထင်ပါတယ်။ကျောင်းသားလာတွေ့တဲ့အမျိုးသမီးတယောက်မှဝါဖောင်းဖြူဖွေးဖွေးနဲ့ချင်းစရာကောင်းနဲ့3နှစ်အရွယ်သမီးငယ်လေးတယောက်ပါလာပါတယ်။စပင်းမတိုးမရှိလေးကိုဘေးကိုတစ်ဖက်တစ်ချက်ခွဲလို့စီးထားပြီးတယ်။ခိုးခေရေးလိုက်တိုင်းပါဖြူလေးမှပချိုင်ကလေးတွေလက်ကနေပေါ်လာတတ်တဲ့ချစ်စရာကောင်းပြီးအသေးတရားရလဲဖြစ်ရပါတယ်။ဖေနဲ့မေမေကလည်းခလေးချစ်တဲ့သူပြီးအဲ့ဒီခလေးလေးကိုသူတို့စီရောက်တာနဲ့လက်ထဲကမချနိုင်မေချစ်မဝဖြစ်နေကြပါတယ်။ဒီရေလှိုင်းကအဲ့ဒီခလေးလေးကိုအသေးရစွာနဲ့မေမေစီကလွှဲပြောင်းယူလိုက်ပြီးပွေးချီပြီးတော့ချော့မြူလိုက်ပါတယ်။ဟာခလေးတဲလေးမငိုရအောင်လေဟာဟိုမအကောင်ကြီးလာမမေ့စီလားဆရာကျေးဇူးပါခလေးလေးကတားလက်ကိုမကြိုက်ဘူးပဲသူ့မှာအသေးတရားရဖြစ်နေပါတော့လေသူ့ရဲ့ရင်ဝင်ထဲရောက်မှမိမိလေးကသဘောမကျစွာနဲ့ငိုပါရီမိခင်ဖြစ်သူလက်ထဲကိုမိမိလေးကိုမပေးချင်နဲ့သူပေးလိုက်ရတယ်ဒေါ်ရွှေရီမှတားဖြစ်သူလက်ကိုမကြိုက်တဲ့မိမိလေးကြောင့်သဘောကျစွာရီမောနေပါတယ်အဲ့ဒီနောက်ခလေးလေးနဲ့မိခင်ဖြစ်သူနောက်အတူလိုက်ပါသွားတဲ့ဒေါ်ရွှေရီဦးမိုးလုံးကလည်းနေရာမှခွာပြီးတော့ chemistry သင်မှုအခန်းတစ်ခုစီဝင်သွားတော့ပါတယ်။ရေလိုင်းတယောက်ထဲငူလေးကြမ်းခဲ့ပါတယ်။စာသင်ခန်းစီမှာသူ့ကိုခက်ငင်းကြည့်နေတဲ့ကျူဒီရေလိုင်းစီခက်မြက်ရှောက်လာပြီးငါတို့အဲ့လိုခလေးသေးလေးမွေးကြမလားဗျာနေငါနဲ့အတူပူးပေါင်းပေးလေဗျာဟာ
ချင်းမကိုင်မီလက်မကိုင်မီကိုယိုကိုင်းရနဲ့မျက်လုံးပြူးမျက်စံပြူဖြစ်သွားတဲ့ဒီကေလှိုင်းတောက်ပါတဲ့မျက်လုံးလေးများနဲ့သူနဲ့မျက်နှာချင်းဆိုင်ထိုင်ကပြောနေပုံလေးကရေလိုင်းရဲ့စမ်းသားကိုရင်ဘတ်ထဲကစေတနာဗလက်ပွားနဲ့ဖြည့်ဆည်းပေးခြင်းုံမီအုံအုံညံညံနဲ့ចောင်းသားတွေစားသိမ်းနေလို့တော်သေးပါတယ်ကျူးတိုးတိုးပြောပါငါနဲ့တာပူပေါင်းပေးငါမွေးပေးမယ်တပတ်ပဲဆောင်ဗျာခင်မွန်းဖြစ်သူဒီရေလှိုင်းရဲ့ပြုပြင်ပြောင်းလဲပေးမှုအောက်မှာနေသားကြလာပြီဖြစ်တဲ့အတားကျူနေကြောင်ကြောင်စပင်တွေဟာအနှဲ့ရောင်အဖြစ်လှပစွာပြောင်းလဲလာတဲ့ပါနီမိတ်ကပ်တွေခြေသားတက်ပါတဲ့ပန်းနူရောင်ပါပြင်းလေးပေါ်မှာမိတ်ကပ်တွေအစားမြမတနက်ခါရှင်းနံလေးကနေရယူလာတယ်နေရဲနေအောင်စိုးတက်တဲ့နှက်ခမ်းပါကနှက်ခမ်းနီရဲတောက်တောက်တွေအစားရှင်းပါတဲ့ပန်းရောင်နှက်ခမ်းနီလေးကနေရယူလာတဲ့အတူအပြက်တွေဝတ်တက်ပါတော့လှပစွန်ကားတဲ့ခန္ဓာကိုယ်လှလှလေးမှာမြမရိုးရကျိတ်ထမိန်နဲ့ရေမုံအင်ကြီးလေးကမဝတ်တက်နဲ့နေရယူလာတယ်အစိုးသွမ်းဆုံးလူဆိုးမအဖြစ်ကြော်ကြားခဲ့ပါတယ်သူမကိုသိသူတိုင်းအဲ့ဒီလိုပြောင်းလဲသွားတဲ့အခြေအနေကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အခါတောင်းလဲဆရှိရီပါဇက်ထဲမှပြန်ကျသူကြဓာတ်လိုက်ခံရသူလို့ကြောင်နေသူကကြောင်နေအိမ်မက်အဖြစ်သာလက်ခံခြင်းခဲ့ကြတယ်အဲ့ဒီအထဲမှာအတာကျူးရဲ့လက်ချက်နဲ့အပြင်းခံရပေါင်းများခဲ့တဲ့စုဝတီတယောက်လေမယုံကြည်နိုင်ဖြစ်ခဲ့ပါတယ်ငါမျက်စိမှားတာလားဘိုးတော်ဖျားလက်ထက်ကတိုက်ကောကြီးတွေနဲ့မဟုတ်မှလွဲရောအတာကျူးဆိုတဲ့ကောင်မမှာအမွှာတွေဘာတွေများရှိရလားနင်းမျက်လုံးကြီးမကန်းသိရင်ငါဘသူလဲသိမှာပေါ့ဘာမျက်လုံးအပြူသားနဲ့ကြောင်အသွားရတဲ့စုဝတီဒါဆိုရင်အတာကျူးအသိချပဲထင်တယ်ဟာယူသွားတာလားလန်ထွက်နေအောင်အတူအပြက်ခင်မီဝစ်စားတတ်တဲ့မိန်းမရေမုံအင်ကြီးကျိတ်ထမိန်နဲ့ဘာလဲငါမနှောက်ရှက်အောင်ရဲတရားချေနေရလားဒါမှမဟုတ်ယောက်ျားရသွားလို့တကယ်လိမ့်မမလို့ကြမ်းစီနေရလားအတွေးပေါင်းများစွာနဲ့စုဝတီသူ့ရှိကအတားကျူးကိုခက်ဆက်ဆက်မေးလိုက်တယ်ဘာလဲငါ့ကိုကြောက်ပြီးတော့ရင်ကျေးပြနေရလားနေရဘယ်တော့ကငါ့ကိုနိုင်ဘူးလို့လဲဘာမဆိုင်မတော့ပြန်ပြီးမေးကုန်းထုံလိုက်တဲ့ကျူးကြောင့်မျက်နှာပြန်ယွန်းသွားတဲ့စုဝတီမှန်တော့လေမှန်ပါတယ်သူကကျူးကိုစပြီးပြဿနာရှာတတ်ပေမဲ့နေ့နေအောင်ခံရပြန်သူကလည်းစုဝတီရဲ့သားဖြစ်ပါတယ်ဒီနေ့တော့တိုက်ဆိုင်သူတို့နှစ်ယောက်စာအုပ်ဆိုင်တက်ဆိုင်မှာစာအုပ်ရွေးရင်ပြန်ဆောင်ဖြစ်ကြပြန်ပါတယ်စုဝတီနဲ့ကျူးဟာငယ်တငယ်ချင်းများဖြစ်ပြီးအလွန်တရာချစ်ခင်ရှိခဲ့ကြပါတော့လေတနေ့မှာတော့သူတို့ပြေးကစားရင်းနဲ့စုဝတီရဲ့ဦးခေါင်းကိုကျူးကြောင့်အချုံတစ်ခုနဲ့အရှိန်ပြင်းပြင်းအထိုးခံရဖို့တဲ့မတော်တဆတစ်ခုဖြစ်ခဲ့ပါတော့လေသပင်ဖီတိုင်းခေါင်းကအဲ့ဒီအမရုပ်ကိုစမ်းမိလေတိုင်းကျူးကိုတက်ပြည့်ချင်လောက်အောင်ဒေါသတနှုံနှုံဖြစ်ခဲ့ရပါတယ်ငါကောင်လှလှလေးကနေလုံးခဲ့တဲ့တန်ရာကြောင့်ပျက်စီးသွားခဲ့ရတာနေကိုမကျေနပ်ဘူးအတာကျူဒါဆိုရင်ရဲတရားချေတာလားနတ်တင်တာလားဘေးရရဲတရားတွေမယုံတတ်ဘူးရှာယုံမရှိတိုင်းမင်းနေတာတွေရှက်လိုက်ရှုံနှန်းစကားလားဒါဆိုရင်နေရဘာလို့ယုံတက်လဲစုဝတီကမထီးမဲမြင်ပုံစံနဲ့ကျူးကိုငေါ်တူတူမေးလိုက်တော့အချစ်ကိုယုံတက်လာတာဟိုနိုးရန်စားနေသူစုဝတီတယောက်ကျူးရဲ့ထူးဆန်းလာတဲ့အပြောအောက်မှာကျဲလောင်တဲ့အတန်နဲ့ရေဟျို့အော်မိသွားတယ်ဒီလိုကြလေပြီးတယောက်ကအချစ်ကိုယုံသွားတာလေလားငါအိမ်မက်နေရလားနေအောင်စာအုပ်ဆိုင်မှာပြန်ထွက်ဖို့ပြင်တဲ့ကျူးလက်ကိုခတ်တင်းဆွဲထားတဲ့စုဝတီအံ့ဩတာပဲရံမစပဲတော့မနေနိုင်ဘူးအဲ့ဒီအချိန်သူ့ကိုမမစ်တုံကြည့်ပြီးပြောလာတဲ့အတာကျူငါလိမ္မာဖို့ပြင်းနေရနော်အာလာမချောင်းနဲ့တီးခန့်စိတ်ကိုမီးထားတောက်ရင်ငါအာမမခံဘူးအောင်မနေရများတီးခန့်တာဟုတ်လားဒီမှာငါ့ကိုတေးချကြည့်စမ်းနေပေးလိုက်တဲ့တေးရပါမဲ့တန်ရငါခေါင်းဖိတိုင်းနင်းမျက်နာကိုမြင်အောင်ပြီးအသေးသက်ချင်ခဲ့တာဟဲ့နေရိုင်းတာမဟုတ်ဘူးလားဟမ်အရမ်းမရိုင်းနေကောက်မပြောဆိုစုဝတီကသူ့ကောင်းကအမားရုပ်ကိုတေးချလက်နဲ့ဆမ်းပြီးကျူးကိုပြကဒေါသတကြီးပြောလိုက်တယ်အဲ့ဒီအမားရုပ်ကိုကြည့်ပြီးမျက်လုံးတွေပြူးကျဲသွားရတာကကျူးမတော်တဆသူ့ကြောင့်ဖြစ်ခဲ့တဲ့ဒီအမားရုပ်တရားအဖြစ်ပြက်ကိုမေးရနေခဲ့တာကြပြီပဲအမားရုပ်ကြီးကအတော်ကိုကြီးပါတယ်စုဝတီနာကျင်လဲနာကျင်စရာဒါပေမဲ့မသိသလိုမျက်နှာပေးနဲ့မျက်နာကိုခန့်ဝင်းဝင်းမော့ကကျူးပြန်ပြောလိုက်တာကငါရိုင်းရင်ရိုင်းမယ်ဒါပေမဲ့မယုံပါဘူးအေးယုံမရင်လေမမတ်တော့ရှင်းလားရှားသေးဆန်ဝန်းနေနာယီလက်တံတွေတ
ရွေ့ရွေ့လဲပန်းနေသလိုဦးမင်းထင်နဲ့ဒေါခင်မမတို့လမ်းခွဲပြက်ဆဲခဲကြတာလေအချိန်အပြင်3 လပင်ရှိခဲ့ပါပြီသူတို့လမ်းခွဲပြီးနောက်ဒေါခင်မမအတီးတရားတစ်ခုဝင်လာခြင်းတစ်ခုဟာဖြစ်ပျက်ခဲ့ဖို့လောက်ခဲ့ဘူးတဲ့ဘဝအမှားများကိုပြန်လည်ပြင်ဆင်ဖို့အတွက်ပင်ဖြစ်ပါရီဦးမင်းတင်စီကရှားသိမ်းရိုက်ထပ်တဲ့စီးစိမ်များထဲမှာ3 ပုံ 2 ပုံခန့်ဟာဖဲကျွေးများအဖြစ်သာပြန်ဆက်ရင်ကုံဆုံးခဲ့ရတဲ့ကျန်တဲ့ပတ်စံလေးတွေနဲ့ကုံစုံဆိုင်လေးတစ်ခုတီထောင်ပြီးဘဝကိုအတိတ်ပဲရှိရှိဖြတ်တန်းမှုဆုံးဖြတ်ထားပါတဲ့တားဖြစ်သူညီတုတကိုယ်တိုင်ကလည်းမိခင်ဖြစ်သူနဲ့အတူတပေါင်းတစည်းတဲ့နေထိုင်ရတော့မှဖြစ်တာကြောင့်အလုံးမေးဝမ်းသာသွားတယ်ဘလို့ပင်ဖြစ်ပါစေသူတို့ဟာအမေကအမေတားကသားပဲမဟုတ်ပါလားကြီးပြားရောင်မိုးကောင်းငင်ကြီးကတော့သူတို့သားမိနှစ်ဦးရဲ့ပြန်လဲဆုံစည်းမှုကိုဂုံယူမဆုံးဖြစ်နေသလိုပင်တားရီ8 နာရီထိုးတော့မယ်ဆိုင်ခင်းတော့လေမေမေထမင်းချက်နေတော့မို့တားဆိုင်ထိုင်အော်မေမေကလည်းဒီနေ့တော့တားပဲဆိုင်ထိုင်ပါမယ်မေမေသားနားနားနေပါအလုပ်ပရက်မို့တားပဲကူပါမယ်အော်တားကလည်းနားရက်လေးရောက်တော့အပြင်လေးပါလေထွက်ပါအောင်လားကွယ်တော်ပါပြီဗျာတားအပြင်ထွက်တာတွေများနေပါပြီမေမေသားနားနားနေပါအိမ်ထဲမှာသားမိ2 ယောက်ရဲ့တယောက်ကိုတယောက်ဂယုဆိုင်နေမှုလေးတွေကတော့ဆဲလဲတန်ထက်ပင်တာရညံ့ညောင်းလို့နေခဲ့ပါရီအမေကိုချစ်တဲ့သားအတွက်ပျော်ရွှင်ပွဲနေရများကနေစဉ်ခရီးဦးကြိုပြုနေမှာအမှန်ပါကျူအိမ်နေရင်ကိုပေါ့ပေါ့ပပပဲဝစ်ပါနေရထမိန်လေးနဲ့မှသဘောကျတယ်ဆိုလို့ဟောဗျာနေငါ့ကိုသဘောကျအောင်ငါစူးစမ်းနေတာဟာကျူးကလည်းအဲ့ဒီလိုသာပြောနိုင်ပြီးသဘောကျစွာပြုံးလိုက်မိရဲ့ဒီရေလိုက်အင်္ဂလိပ်စာမျက်နှာတွေကိုလေးကြည့်ရင်းနဲ့မတ်တန်ရက်လိုက်ကမဝတ်တဲ့နဲ့ပဲပဲနဲ့ထမိန်ဝတ်နေတဲ့အတာကျူဒီထမိန်ကလည်းခဏကျွတ်နေရဲ့ခပတ်နဲ့ဝတ်ရင်ကောင်းမလားဒီအတိုင်းလေးပဲနေပါကျူဒီအတိုင်းလေးပဲကျူကကြည့်လို့ကောင်းတယ်တကယ်လားအမတ်အပြည့်ရသွားလို့ဦးလိုက်တဲလိုက်ပုံစံနဲ့ဝမ်းသာအားရမေးလိုက်တဲ့ကျူကိုရှက်ပြုံးလေးနဲ့ရေလိုင်းကခေါင်းငိတ်ပြလိုက်မိပါတယ်ငါကစားလဲစူးစမ်းမယ်ဒါဆိုရင်ဒီထက်လှပတဲ့အကျဉ်းနာနေဆွဲတွေနဲ့အကျဉ်းနာညတွေကိုငါတို့ပိုင်ဆိုင်ရတော့မှာဗျာဟုတ်ကဲ့ကျူအသားဖြူလို့ထင်ပါတယ်ရှက်မျက်နှာလေးဖြစ်လိုက်တိုင်းရေလိုင်းမျက်နှာပြင်ကနီးရဲထူပူလာတာကအထင်းသားပဲဖြစ်ပါတယ်စကဲလုံးတို့ရက်တက်ပြီးစာဆက်လေးကျင့်နေတဲ့ကျူရေလိုင်းကကျူးမအိတ်ချင်အောင်တစ်ဖူတွေကိုရေခဲတစ်တာထဲမှာယူပြီးတော့ဓာတ်နဲ့ပပခွဲလေးပြီးပကန်းထဲထက်ကကျူးအနာကိုယူလာပြီးရင်ဒီရေလိုင်းကမနှက်ဖြန့်ပို့ချပေးမဲ့သင်ငန်းစာတွေကိုပြန်နှွေးပြီးတော့ကျူးရဲ့အနာမှာမခွဲမခွာနေရင်းနဲ့အချိန်တွေကြာတဲ့အထိစာတွေလေးကျင်ရင်အိမ်ငိုက်လာပြီးဖြစ်တဲ့ကျူးရေလိုင်းရှင်ခွင်ထက်ခေါင်းလေးတင်ကအိမ်မောကျသွားရင်လက်သွယ်လေးတစ်ဖက်ကထမိန်စကိုခက်တင်းဆုပ်ကန်ထားတဲ့ကျူရေလိုင်းရှင်ခွင်ထက်မှကျူးကိုမဝင့်မရဲလေးငုံကြည့်မိတဲ့အခါသူမကနှင်းချိုင်အိပ်ပျော်နေပြီဖြစ်ပါရီကားဆွေးနေတဲ့နေရွက်လေးများမိုးအင်းနေတဲ့မျက်ခွန်ကော့ပြန်နေတဲ့မျက်တောင်မဲနဲ့တဲ့မျက်ခုံးနှံနီးဆွေးတဲ့နှက်ခမ်းရဲလေးနဲ့ခြုံစင်းတဲ့နှာရန်တေချာကြည့်မိပြန်တော့သူမကတကယ်လှပါတယ်မိမတွေကိုအကြောက်ကြီးကြောက်ခဲ့ဘူးတဲ့ကျွန်တော်ကကျူးရဲ့ကိုသိန်းရှင်းတဲ့လေးကိုတော့နှိမ့်ချိုက်လာတယ်ကျူးရဲ့အကြီးတွေအောက်ကရုံးမထွက်နိုင်လာသလိုသူ့အတန်သူ့ရဲ့အထီးအတွေ့တွေအောက်မှနှိမ့်ချိုက်လာခဲ့ပြီကျူးရဲ့အရေးရောင်လေးတွေခဏပြောင်းဆုံးရင်တော့မနေတတ်တော့ပါရင်ခွင်ထဲကကျူးရဲ့နှစ်ဖူးလေးကိုမရဲတရဲနဲ့အနမ်းတဝင့်ချွေလိုက်ရင်လှပတဲ့အိမ်မက်လေးဖြစ်ပါစေကျူး shopping mall ဆိုင်တစ်ဆိုင်မှာတခုတော့အမျိုးသမီး fashion ဆိုင်တစ်ခုမှာရင်းကျက်တဲ့အောင်ထင်ရတဲ့အဝတ်အစားများကိုစီစစ်ရွေးချယ်နေတဲ့လူသားနှစ်ဦးအမျိုးသမီးကအဝတ်အစားတွေရွေးချယ်နေပြီးအမျိုးသားကအဲ့ဒီအမျိုးသမီးရွေးပြီးကြိုက်နှစ်သက်တဲ့အဝတ်တွေကိုတယူတရကင်ထားပေးပါတယ်ပြီးတော့သူမနဲ့လိုက်ဖက်မှုရှိမရှိကိုလည်းကိုရွေးပေးနေသေးပါတယ်ဘလောက်တောင်အားကျစရာကောင်းပြီးကြည်နူးစရာဖြစ်ရတဲ့မြင်ကွင်းပါတယ်မှန်ပါတယ်ဒီရေလိုင်းနဲ့အတားကျူဘေးကကြီးနေသူတချို့အတွက်တော့သူတို့ကိုအားကျစရာကောင်းတဲ့စံစုံတွဲအဖြစ်အာပါတရားတတ်မှတ်ကောင်းတတ်မှတ်ပါလိမ့်မယ်ဒါပေမဲ့ရိုးလုံးအေးလုံးသူဒီရေလိုင်းဆိုတဲ့အမျိုးသားအတွက်ကတော့တမင်လုံးယူနေရတဲ့အခိုက်အတန့်မျိုးမှာတည်ရှိနေရပါတယ်အမျိုးသမီးဖက်ရှင်တွေကသူနဲ့ infinity အကွာဝေးမှာရှိတယ်လို့ဆိုရမယ်အဲ့ဒါကြောင့်ကျူးအတွက်အဝတ်အစားကူရွေးပေးရမှလေအနည်းနဲ့အများတော့အခက်တွေ့ရပါတယ်ဒါပေမဲ့ကျူးကအသားဖြူလို့အရန်ခက်ခဲတော့စဉ်းစားစရာမလိုပါ
ဒီအဝါရောင်လေးကကျူးနေလိုက်တယ်ပြီးတော့ရင်းကျက်တယ်လို့လည်းထင်ရတယ်ဒူးအောင်နဲနဲကြတဲ့အနဲ့ရောင်စကတ်နဲ့ဆိုလိုက်တယ်ထမိန်မဲဝစ်မှာငါဗျာနေရထမိန်ဝစ်မှာသဘောကျတာလေငါနင်းစီကအမှတ်ပြည့်ယူဖို့ဆုံးဖြတ်ထားတယ်တီငိန်နေတဲ့ငါရဲ့ဖက်ရှင်ကိုဦးကြောင်လာမလုံးနဲ့ဗျာဟုတ်ကဲ့နားမလဲသူတယောက်လို့ခေါင်းရမ်းပြီးခေါင်းငိမ့်ကအမိတ်လိုက်နာမိတဲ့ဒီရေလိုက်ငါတွိုင်းလက်သွားမလို့ခဏဆောက်ဟုတ်ကျွန်တော်လိုက်ခဲ့ပေးရအောင်မလားကျူငါအစားသေးကူပေါက်ပေးမလို့လားဗျာဒါမှမဟုတ်အိမ်သားတစ်လုံးထဲနှစ်ယောက်အတူဝင်ကျင်လို့လားလက်ရဲဆက်ရဲနိုင်တဲ့ကျူးရဲ့ပွင့်ပွင့်လင်းလင်းပြောဆိုမှုအောက်မှာရှက်မျက်နှာလေးနဲ့ထပ်မံအရှုံးပေးရပြန်တဲ့ဒီရေလိုက်တန်းစင်ခန်းကိုအဖော်အဖြစ်လိုက်ပါပေးရမလားလို့သူမေးလိုက်ခြင်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်လူဆိုးမလေးကအတိတ်ပဲလွဲကောက်နေပြန်ပါတယ်ကျွန်တော်မလိုက်တော့ဘူးကျူကောင်းနေငါကလွဲရင်ဘယ်ကောင်းမကိုမှဝဲမကြည့်နဲ့ဟုတ်ကျူးကစိတ်မချသလိုလှဲကြည့်နဲ့တန်းစင်ငံဘက်ထွက်သွားတယ်ရေလိုင်းကကျူးရွေးထားတဲ့အဝတ်များကိုငွေရှင်းကောက်တာကိုသွားမထားသေးပဲပွေးဖိုက်ကငုံလေးကြံခဲ့တယ်ကျူးကစကားကိုကွက်ကွင်ပြောတတ်တာလွဲရင်တော့ကျွန်တော်ပြုပြင်ပေးတဲ့ပြောင်းလဲမှုတွေကိုတသွေးမသိမ်းလိုက်နာတတ်ပါတယ်ကျက်စာဖက်စာရေးစာအကုန်လုံးကိုလည်းစူးစမ်းပန်းစားလှုပ်လာခဲ့ပါတယ်ပြီးတော့ကလပ်ဘားတွေမသွားတော့တာကြပါပြီလိမ္မာပေးတဲ့ကျူးအတွက်သူ့သားမကရောက်ခမဖြစ်သူဦးမေးတင်လေဂုံယူဝမ်းသာမစုံဖြစ်ရပါတယ်ဆွာအတန်နဲ့အမျိုးသမီး၃ယောက်အတန်ကြောင့်ကျူးအကြောင်တွေးနေတာများဟာလေးထုထဲကိုလွင့်ပြောင်းသွားရတယ်မရည်ရွယ်ပဲအကြီးရောက်သွားပြီးတော့ခေအဝတ်စာခက်လန်းစပိန်နီးချောင်းကြားတဲ့မိန်းကလေးများသူရက်နေရဆိုင်ကိုဦးတီရှောင်လာနေတယ်ချက်ချင်းအကြီးကိုရုပ်သိမ်းပြီးကျူးရှိရာအရက်ကိုမျက်နှာမူပြီးတော့ကျူးလာကိုရက်ဆောင်နေလိုက်တယ်မင်းလားအတာကျူးရဲ့ယောက်ျားဆိုတာအိုးစောင့်ချောကြီးပဲဗျာရန်စားဖို့လာတဲ့ခြေလမ်းတွေကရက်တန့်သွားပြီးဒီရေလှမ်းရဲ့ခံညာမှုကိုကြည့်ပြီးတော့အံ့ဩသွားရတဲ့စုဝက်တီအမလီကျူပွိုင်းလေးပါလားကွန်လန်ပါတဲ့စပိုးရှက်အဖြူလေးကိုကွက်စိတ်ပစိုးအစိမ်းရောင်လေးနဲ့တွဲပြီးတော့ဝစ်စင်ထားတာလေးက ice သေးပါပြီဟဲ့ကောင်းလေးရဲ့မျက်လုံးတွေကဆင်းသွားပြီးနှက်ခမ်းမကပြောင်းရောင်တန်းသွားတဲ့စုဝက်တီဘေးကအဖော်မင်းကလေးဟာသူ့လက်ကိုလှမ်းစိတ်လိုက်မှအသက်ဝင်လာတယ်အေးဟုတ်သားပဲ तू ကပိုင်ရှင်ရှိရပဲအတာကျူးရဲ့ယောက်ျားဆိုတော့ तू ကလည်းငားရန်သူပဲအတိတ်မိသွားတာတော်သေးလို့သူမတို့ရှိကအဲ့ဒီအမျိုးသားကတော့သူတို့ကိုကြောင်ကြည့်နေတဲ့စုဝဲတီအမှုရပြန်ပြင်းပြီးချောင်းတစ်ချက်ဟန့်ကဒီမှာနေမိမကိုနေဘလို့အုပ်ချုပ်နေရလဲဗျာနေမသိဘူးလားနေမိမငါကောင်လှလှလေးကိုအရက်ပလင်းနဲ့ခဏရိုက်နေတာနေရစပြီးတော့ဖင်ရတာလဲထဲပြောလေဟင်သူတို့နောက်ကကျူးရဲ့အေးဆက်အပြောကြောင့်ရှက်ရဲသွားရတဲ့စုဝဲတီနဲ့သူတို့နောက်ကမမိတ်မတုံလှမ်းဝင်လာတဲ့အတာကျူအဲ့ဒီလိုကွက်ကွင်ပြောထဲလိုက်သူကအတာကျူစုဝဲတီရဲ့အပေါင်းအသင်းနှစ်ယောက်ကကျူးကိုရှိန်ပြီးလမ်းဖယ်ပေးလိုက်တော့ရေလှိုင်းစီရှောက်လာပြီးသူ့ရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကင်ထားတဲ့ကျူပြီးတော့သူမကိုမျက်စိမျက်နှာပြဲနဲ့ကြည့်နေတဲ့စုဝဲတီကိုရှုတီရင်ဆိုင်လိုက်ပါတယ်သူတို့ဘာပြဿနာရှိမှန်းမသိတဲ့ဒီရေလှိုင်းကသူတို့ကြားမှာပြူးကြောင်သာကြည့်နေမိပါတယ်နေရအစောခံရတာလဲအမှတ်မရှိဘူးပဲအေးငါအပိုင်ကိုတော့လာမထိနဲ့နော်ငါနဲ့ညှိမှာနော်တော်ပြီနေနဲ့စကားမများချင်ဘူးလာကောင်မတွေသွားမယ်ဆက်ပြီးတော့ရန်စားနိုင်စွမ်းမရှိတော့ပဲအပေါင်းအသင်းတွေကိုခေါ်ကရှောင်ထွက်သွားတဲ့စုဝက်တီတခါတလေတော့လောကကြီးကနားမလည်ဘူးကောင်းနှောလာတယ်နိုင်လဲမနိုင်မင်းနဲ့တမင်တက်ကိုစိတ်အနှောက်အယှက်ပေးတတ်တဲ့လူသားတွေဒီလိုလူတွေလောကကြီးမှာရှိနေပါတယ်စိတ်ကတိကအောင်ဖြစ်ရတဲ့ကြားတွေကနှွေးထွေးမှုကိုခန်းစားလိုက်ရတဲ့နှစ်ကိုကြားကလက်တစုံငါလက်ကိုထာဝရစောက်ကင်ထားပေးပါငါလိုခက်ဆိုးကောင်းမလေးရနေလိုရိုးအေးကောင်းလေးရှိမှအဆင်ပြေမှာခွဲခွာခြင်းဟာချစ်ချင်းကိုပို့လို့တိုးပွားစေပါတယ်ဒီစင်မာလာရဲ့အားလည်းရဲ့တစ်ခုမှနေကဆွေမျိုးတတိုင်းနဲ့အတူချောင်းသာကမ်းခြေကိုအပန်းဖြေထွက်ဖို့ပြင်ဆင်နေတဲ့ကျူအိမ်အဆောင်အဖြစ်ဒီရေလိုင်းနဲ့ဦးမင်းတင်သာကြံခဲ့ပါလိမ့်မယ်ကျူကြက်ပြီးသားစာတွေကိုမေးမပြည့်နဲ့အောင်နော်စာမေးပွဲကနီးနေပြီစိတ်ချပါနေသားငါဟာ10တန်းအောင်ရင်ဂတိတီးပလေးစီသူမကသူ့ကိုမကြည့်အားသေးပဲအထုပ်ပိုးပြင်းပြောနေတာမို့ရှဲယွန်ချင်းကအနှဲငယ်တော့တက်တာရှာပါတယ်ဒါပေမဲ့ခ
ခန့်နွမ်းနွမ်းလင်းဟာသွားတဲ့ရင်တွင်းမှာခန်းစားချက်တချို့ငငယ်ကအမေခရီးသွားရင်တိုင်လုံးကိုဖက်ပြီးအမေလာရလန်းကိုလက်တဆန့်ဆန့်မြုံနေရတဲ့ခလီးငယ်လိုဒါမှမဟုတ်သူမပိုင်ရင်ဘယ်ကိုမှမသွားစေချင်တဲ့ခန်းစားချက်မသေးမကွဲကရင်တွင်းကိုကိန်းအောင်ခိုးဝင်လာတယ်အချစ်ဆိုတာကြီးရလေနားလေရတော့ခက်တာမအီမလဲခန်းစားချက်ကြီးကိုပိုက်ထွေးထားရတာကမချစ်တတ်သေးတဲ့လူတစ်ယောက်အတွက်အဆင်မပြေလှပါလိမ့်လိမ့်မမနေနော်ငါအလွန်ရင်ဘသူ့ကိုမှမကြည့်မိစေနဲ့အိမ်မှာဖဖေနဲ့ကျွန်တော်ပဲရှိတာ哦ဒါဆိုလဲဖဖေနဲ့ကင်းကင်းနေငါမဟုတ်ရင်နေမိဘငါဖဖေကိုကြည့်တာတော့တဝင်းတိုးတယ်ဗျာဖဖေနဲ့တော့သူမကတဝင်းတိုးတယ်ဆိုလို့ရေးလိုင်းကမျက်လုံးပြူးမျက်စံပြူဖြစ်သွားရတယ်အချိန်အဖြစ်ညနေ9 နာရီခန့်အင်္ဂလိပ်စာသင်ချိန်ပြီးဆုံးချိန်ဖြစ်ပါပြီ3 ရက်ခန့်ရှိပြီဖြစ်တော်လေဟာတာတာခန်းစားချက်ကပြောင်းမသွားတဲ့အပြင်ပိုလို့ပင်တိုးတာလေလို့ထင်ရတယ်စာသင်ခန်းထဲမှထွက်ပြီးအတိတ်ပဲမဲ့ရှောက်လာမိတာကမိဘများဖြစ်တဲ့ဦးမိုးလုံးနဲ့ဒေါ်ရွှေကြီးကိုပင်မြင်းရက်နဲ့နှုတ်မဆက်မိသူတစုံတယောက်ရဲ့အရေးရောင်လေးများအများဆုံးခိုးအောင်ရအိမ်ကိုအတမ်းမဲစွာရှောက်ပြန်လာခဲ့ပါတယ်မိမရေမင်းရဲ့သားငါတို့ကိုမမြင်နိုင်လောက်အောင်ထိယူသွားတာလားယူတာမှရိုးရိုးတန်းတန်းယူတာမဟုတ်ဘူးအဖိုးကြီးအချင်းယူသွားတာဖြစ်မယ်မိုးမမြင်လေးမမြင်နဲ့တောင်းတောင်ကြီးကြောင်းနေတာသာကြည့်တော့ဒါဆိုရင်ကိုတို့ကိုမြေးလေးတွေမွေးပေးနိုင်လောက်မဲ့အထိကိုတို့သာချစ်တက်သွားတာလားမျက်မှန်ကြီးကိုချွတ်ကဦးမိုးလုံးကအန်ဩစွာမေးလိုက်တော့ဒေါ်ရွှေကြီးဦးမိုးလုံးကိုမျက်စောင်းလေးခဲကပြောမိပါတယ်အိုးတော်ကလည်းမကြီးမငယ်နဲ့တငယ်ပြန်နေရလားအဲ့ဒါတော့စောင့်ကြည့်ရမှာပေါ့ပြောမဲ့တာပြောရတာကျမလည်းမီးချကြလာပြီဖေဖေနဲ့မေမေရဲ့စကားများကိုသူမကြားရလောက်အောင်ကိုစိတ်ခံစားချက်တွေပိုက်ထွေးနေရတယ်စာအုပ်တွေကင်လာတဲ့သူ့ရဲ့လက်တွေတွေမှာချွေးစေးတွေနဲ့အေးဆန်းဆက်ဖြစ်လာတဲ့အရင်လိုနှွေးထွေးတဲ့လက်တစုံကိုတန်းတလာမိရဲ့သူ့ရဲ့အတန်လေးတွေကိုလွမ်းစွန့်လာတဲ့သူ့ရဲ့ကိုငွေလေးတွေကိုမမောလာတဲ့ရှင်မကိုစောင့်ညစ်ခံလိုက်ရတယ်လို့အသက်ရှူကျက်လာပြီးလမ်းလျှောက်နေတဲ့ချိန်လန်းတို့ကမူမမှန်ကြတော့မခံစားနိုင်တော့တဲ့အစုံစာအုပ်ကြားထဲမှာထည့်ထားတဲ့ဟန်ဖုန်းကိုယူပြီးအလို့ရနေတဲ့ဖုန်းနံပါတ်တစ်ခုကိုလှည့်မြန်စွာနှိပ်လိုက်ပါရီကျူးအမြန်ပြန်ခဲ့ပေးပါကျွန်တော်ကျူးမရှိရင်မနေတတ်ဘူးအချက်ကလူကိုတိတ်ခါမဲ့စေတယ်တဲ့သူပြောမိတဲ့စကားကိုသူတတိမထားမိလောက်အောင်ကိုအံ့ဩရတယ်ကျွန်တော်ကျူးကိုချစ်မိပြီထင်တယ်ခွဲခွာခြင်းကချစ်ချင်းကိုပုံလို့တိုးပွားစေတယ်အေးဆက်တဲ့စောင်းလီပြင်းနဲ့အတူနှင်းမိုးများအုံဆိုင်နေတဲ့စောင်းညနေခင်းတစ်ခုမှလေးရက်ဆက်တိုက်စားကြတောက်ကြပျော်ပါထားတဲ့ကျူးနဲ့ဆွေမျိုးတက်တိုက်ခြေကုပ်လက်ပန်းကြကအိမ်ကိုရောက်ရှိခဲ့ကြတယ်ကားလေးဟာအိမ်ရဲ့ခြံဝိုင်းအတွင်ထိုးဆိုင်လိုက်တာနဲ့တကယ့်အလားကိုစောင့်မျှော်နေတဲ့ပူစီတကောင်လိုလှင်မြန်ဖြက်လက်စွာပြေးလာတဲ့ရေခဲမင်းသားဒီရီလိုက်ပင်မန်းနွမ်းနေစွာကားပေါ်ကဆင်းလာတဲ့ကျူးကိုအမောတကောပြေးဖက်လာတဲ့အခိုက်အန်အောလွန်းလို့အိတ်ချင်စိတ်ပါပျောက်သွားရတဲ့ကျူးအန်အောသွားတာမှအလွန်အကျိုးဖြစ်ရသူကကျူးရဲ့ဖြစ်ပါရဲ့ကျူးကျွန်တော်မြင်ကွင်းအောက်ကပျောက်မသွားပါနဲ့ဘာဖြစ်တာလဲဖောက်ဝင်သွားတာလားနှစ်ယောက်ကျူးဘာကိုအားလို့အားတယ်မသိသူမကိုတင်းကျပ်စွာဖတ်ထားပြီးစိုးနှင်းစွာညင်းညူအော်ဟစ်နေတဲ့ဒီရီလိုက်သူမတို့ကိုလှမ်းကြည့်နေတဲ့ဖေဖေဦးမင်းတင်ကပြုံးတုံတုံနဲ့အိမ်ထဲကိုပြန်ဝင်သွားပါတယ်ကျွန်တော်ကကျူးမရှိရင်မနေတတ်တော့ဘူးကျွန်တော်ကိုထားမသွားပါနဲ့ဟမ်လှိုက်ဖို့တဲ့ခန်းစားချက်နဲ့အတူမျက်လုံးအစုံတို့ဝိုင်းဆက်သွားရတဲ့ကျူရင်ချင်းခွာပြီးကျူးကိုငိုမဲမဲမျက်နှာလေးနဲ့စိုက်ကြည့်ကခန်းစားချက်တွေပွင့်ထွက်လာတဲ့ဒီရဲ့လှိုင်းကျွန်တော်ကကျူးကိုချစ်မိသွားပြီထင်တာမဟုတ်ဘူးချစ်သွားတာဟာကျူးကကျွန်တော်ရဲ့အလင်းရောင်ဘာကျွန်တော်ကျူးမရှိတဲ့ရက်တွေမှာအချိန်နဲ့အမျှကိုရင်ဘတ်တွေအောင့်နေတာနင်းကချစ်တက်လာပြီလားငါခရီးသွားဖို့ရွေးချယ်ခဲ့တာအရန်ကောင်းသွားတာပဲကျူးနဲ့တွေ့မှမျက်ရည်တွေတုပ်မရင်ကျက်သေးတဲ့ကောင်စိုးလေးကျူးကလည်းပြုံးရွှင်တဲ့မျက်နှာလေးနဲ့သူ့ရဲ့ရင်ခွင်ထဲခိုးဝင်လိုက်တော့အရင်လိုရှက်ကိုရှက်ကန်လေးနဲ့ရုံထွက်တက်ပါတဲ့ဒီအမျိုးသားလေးဟာအခုတော့အလိုက်သိမ့်တင်းကျပ်စွာနဲ့ပြဲလဲပွေးဖက်ထားလို့အ
အချက်ကတကယ်မရှိပါဘူးလို့မြည်တမ်းနေသူတွေကိုမြင်ရတိုင်းကျွန်တော်မိမများကိုအတက်နိုင်ဆုံးရှောင်ခဲ့ဘူးပါတယ်အဲ့ဒီအတွက်ကြောင့်လေကျွန်တော်ဟာမိမတွေကိုအကြောင်းဆုံးလူတစ်ယောက်ဖြစ်တစ်ချိန်ကဖြစ်တည်ခဲ့ဘူးတယ်ဒါပေမဲ့မတိလိုက်တဲ့အချိန်မတိလိုက်တဲ့တတိမထောင်းမိလိုက်တဲ့ရှင်တန်ရတစ်ခုမှကျွန်တော်တော့မတိလိုက်တဲ့အချက်ကိုပါခန်းစားစားသုံးခဲ့ပါတယ်ပြီးတော့အချင်းဆိုတာအချင်းချင်းနားလည်မှုဖေးမမှုသစ္စာရှိမှုတွေနဲ့သာရှေ့ဆက်ရင်တော့အချက်ဟာချုံမိန်နဲ့တတိဖြစ်လိမ့်မယ်ဆိုတာကိုလည်းကျွန်တော်သိယူတက်မြောက်ခဲ့ပါတယ်ကျွန်တော်ကျူးကိုချစ်တယ်လို့ကျူးလည်းကျွန်တော်ကိုချစ်မယ်လို့မျှော်လင့်နေကျူးဘလောက်ပင်အေးဆက်နေတဲ့ရေခဲလိုလူသားဖြစ်ပါစေနှင်းတောင်လိုလူသားဖြစ်ပါစေအချင်းနဲ့တွေ့ရင်ဆက်ပြီးတော့အေးဆက်နိုင်မအောင်မလားဖះလောင်းတော့တောင်းမလေးကိုတွေ့တော့ဇန်ရန်ရှောရတာပဲလေပူထုစင်လူသားကဘာမို့လို့နေမလေးလေအလုတ်တွဲလို့ရတဲ့အတွက်ဂုံယူဝမ်းသာမိပါတယ်လူချင်းမီဟုတ်ကဲ့ထပ်တူပါပဲခမအကျိုးအမြတ်ကတော့လုံးဝမနှဲစေရပါဘူးဒီအတွက်တော့စိတ်မပူပါနဲ့ဟုတ်ကဲ့ကျွန်တော်တို့အတူပူးပေါင်းပါဝင်ကြတာပေါ့ထို့သူကတော့ညီစေဝါရောင်းဝယ်ရေးလုပ်ငန်းစုရဲ့ရှယ်ယာအများဆုံးဝင်ထားသူညီသူတောင်အမေရှိရင်ဘာကိုမှမလိုတော့တဲ့ဒေါခင်မမရဲ့တားလိမ့်မာတူအခုတော့အောင်မြင်ပြီးထက်မြက်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်လာခဲ့ပါပြီလုပ်ငန်းရှယ်ယာဝင်များလက်ဆွဲနှုတ်ဆက်ပြီးသူတို့ရုံးခန်းမှကားစီစမတ်ကြတက်ကြွရှောက်လာတဲ့ညီသူတောင်သူတို့ရှိမနီမဝေကမျက်မှန်တမ်းမှုတဲ့မိန်းကလေးကိုအကြီးရောက်သွားမိရဲ့သူနဲ့ရွယ်တူအမျိုးသားရဲ့လက်မောင်းကိုချိတ်ပြီးတော့ပြုံးပြော်နေတယ်သူတတက်လီပေါ်တဲ့အထိလှစ်ကနေသဘောကျစွာပြုံးမိတယ်သူမကတခါကလန့်မှတွေးခဲ့ဘူးတဲ့အတာကျူးဆိုတဲ့သူ့ရဲ့ပထွေးတော်ဆက်ခဲ့ဘူးတဲ့ဦးမဲတင်ရဲ့တဦးထဲတော်သမီးသူကလေငါလိုခန်းစားချက်တူခဲ့ဘူးတာပဲအရင်ကစိုးသွမ်းခဲ့ပေမဲ့ပျော်စရာမိသားစုပျော်စရာကောင်းတဲ့အချင်းနဲ့တွေးတဲ့အခါတော့ပြောင်းလဲသွားတာပဲလေအချိန်တွေပြောင်းလဲစက္ကန့်လက်တန်လေးတွေနာရီလက်တန်တွေမရက်မနာပြောင်းလဲနေသလိုရင်ခုန်စိတ်လှုပ်ရှားပွဲအချိန်တစ်ခုစီကိုလေရောက်ရှိခဲ့ပါတယ်ဆယ်တန်းအောင်စီရင်ထွက်တဲ့နေ့ဟာကျောင်းသားတွေဘဝမှာတော့စိတ်အခုံဆုံးအချိန်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ TBG ဖုန်းသုံးနေတဲ့ကျိုးကအစားအသောက်အိပ်ပင်မပြတ်ပါဒီရေလှိုင်းသာဆယ်တန်းဖြည့်ထားတဲ့လူလိုရင်တုံပန်းတုံဖြစ်နေရရှာတယ်ကျူးကျွန်တော်ကျူးအတွက်ရင်ခုန်နေတယ်နောက်ညအတွက်လားငါလှလှပပမင်္ဂလာကလေးစီစဉ်ထားတယ်ဗျာဟိုကျူးရဲ့အောင်စင်ရဲ့အတွက်အဲ့ဒါအေးစေးပဲအခုချိန်မှာခလေးမွေးဖို့အတွက်ပဲငါတို့စဉ်းစားရမှာဟာကျူးငါအောင်မဆိုရင်ရှုံလိုက်ဂုံနူးတော်မှန်းထားတယ်တကယ်လားကျူးကိုယုံနေဆိုတဲ့အကြီးနဲ့အတူမျောလင်းချက်ရောင်ကြီးတွေဖြတ်တန်းသွားတဲ့ဒီကေလှိုင်းအရင်ကလိုအရန်အရှက်တဲတက်တာတော့မဟုတ်တော့အဲ့ဒါကိုခဏမေ့ထားလိုက်အကျဉ်းတော်ညအတွက်ငါစဉ်းစားနေတယ်ဗျာတကယ်ပင်ရေလိုင်းရဲ့ပျော်ရွှင်မှုကဘာနဲ့မှတူနိုင်စရာမရှိပါဦးမင်းတင်ဦးမိုးလုံးနဲ့ဒေါ်ရွှေရီတို့အတွက်ဂုံယူမဆုံးဖြစ်ခဲ့ရတယ်ဂုံနူး၃ခုနဲ့အတူမျိုးဆက်သစ်စာသင်ဆောင်ရဲ့ဂုံဆောင်ခဲ့တဲ့ကျူဦးမဲတင်သမီးလေးရဲ့အောင်မြင်မှုအတွက်ဝမ်းသာပီတိဖြစ်ခဲ့ရသလိုတိမ်မဲဆိုရင်လည်းတိမ်ပြောပါပြီလေ Congratulation ပါကျူ Congratulation သမီးလေးပင်မဲရကြုံနှက်ခဲ့ပါပြီနတ်ဆိုးဝင်ပူးတဲ့ညရှင်ခုံတန်းရဲ့စီးချက်မညီလာပါဒုတိယအကြိမ်ထပ်မံအလှဆင်ထားတဲ့ရင်ခုံစရာအိယာလှလှကြီးပေါ်ဝင်လှပစွာခင်းကျင်းပြင်ဆင်ထားတဲ့နှင်းစီပွင့်ဖက်များမိခလုံးပိတ်တံကိုကြားလိုက်ရပြီးနောက်သူတို့ဖြစ်ချင်ခဲ့တဲ့အကျဉ်းသားညကိုရင်ခုံစွာဖျက်ဆီးခဲ့ကြတယ်။သစင်တွေကပင်မြင့်ထက်မှလှပဝေစာစွာပွင့်လန်းသောစောင်းမနက်ခင်းတွေထက်ချေရသူမင်းရဲ့ရင်ဝင်လောက်များအဘယ်လိုမှွေးကြိုင်နိုင်မအောင်မလဲ။နှင်းဝေတဲ့မနက်ခင်းမှာမင်းနဲ့အတူခရီးတွေသွားရင်မင်းရဲ့အငွေးအသက်တွေကိုအနှွေးတဲ့အဖြစ်ခိုးလုံရင်မင်းရဲ့ဆန်တွေတွေကိုနမ်းရှာရင်မော်ကျူးရင်ချစ်ချင်းမြတ်တာကတော့ရိုးမသွားတဲ့အပြင်တနေ့ထက်တနေ့လက်ဆက်လို့ယောက်ျားဗျာစာသင်မို့ညင်းခဲ့ဘူးတဲ့စာသင်ခန်းထဲကစတိုရီကဘာများလဲရီးစားနဲ့ကွဲခဲ့တာလို့ပြောရင်ရှာဖြတ်မှာနော်ဒီရေလှိုင်းကကျူးရဲ့ဥတိုးတိုးအပြောကိုသဘောကျစွာရီးမောမိပါတယ်သူကဒီအကြောင်းကိုဘာလို့ညာလို့ထင်စေသလိုလှုပ်ခဲ့မိတာပဲအမှန်တော့အဲ့ဒီလိုမဟုတ်ပါသူဟာသူ့ရဲ့မြင်ကွင်းရှိစာသင်ခန်းမှာပဲကျောင်းသားတပည့်လေးရဲ့ဝမ်းနဲ့ဖွယ်ဖြစ်ရတဲ့ခုကိုမျက်မြင်ထင်ရှားကြုံတွေ့ခဲ့ရတယ်အဲ့ဒီအကြောင်းအရာကတကယ်တော့ကျူးထင်တယ်လို့မဟုတ်ပါဘူးဒါဆိုဘာလဲမြန်ပြော
ကျွန်တော်ရဲ့တပည့်လေးတယောက်ကစာသင်ခန်းမှာပဲနှလုံးရက်ပြီးတော့ဆုံးပါသွားခဲ့လို့ပါရေလိုင်းရဲ့ဆွေးမြေ့မြေ့အပြောကြောင့်ကျူးရဲ့ရစ်လိုစိတ်များဟာစိတ်မကောင်းစွာနဲ့လွှင့်ပြောက်သွားရတဲ့ရေလိုင်းကကျူးရဲ့စိတ်မကောင်းဖြစ်သွားတဲ့အမှုအရာကိုတတိထားမိလိုက်တော့ဒါရီယာပြီးခဲ့ပါပြီကျူးအတွက်ကော်ဖီခါဖြောထားတယ်မပူအောင်ကျွန်တော်မှုတ်ပေးမယ်နော်ခေါင်းလေးဆက်ပြတော့ကျွန်တော်တို့နှစ်ယောက်အကြည့်တွေစုံကအပြုံးလေးတွေပွင့်လန်းသွားတယ်ကျူးမျက်နှာလေးညှိုးသွားမအောင်ကျွန်တော်အရန်ဆုံးညှိုးမိပါတယ်စောင်းမနှက်ခင်မှာကော်ဖီခါကြိုက်တဲ့ကျွန်တော်ရင်ဝင်ထဲကကျွန်တော်ရဲ့ဇနီးဆိုးလေးအကြောင်းမယိုးတဲ့အထီတွေ့ရင်ကျွန်တော်တို့ရဲ့ချစ်ချင်းဖွဲ့ပုံမြင်လေးတစ်ပုဒ်ကနောက်တစ်ချိန်ဒုက္ခနဲ့အတူလမ်းလျှောက်ကြမဲ့စောင်းမနှက်ခင်တွေမှာတခါတော့ကားလို့မဟုတ်ပေကိုတို့တော့ကားဆိုပြီးအစချီကရီရီမောမောနဲ့ပြောမိအောင်ပါပါကျူသူညင်းသားစွာတိုက်တဲ့ကော်ဖီအပူတငုံကိုတောက်ရင်သူ့ရဲ့ရင်ခွင်မှာမိခိုးပြီးတော့လှပကိုမြူတဲ့အတွေးတွေနဲ့အတူအချင်းဆိုတာရိုင်းဆိုင်နေတဲ့သူ့ကိုယ်တော့ရင်ပါစေတယ်အဲ့လိုမဟုတ်ဘူးယောက်ျားမင်းဖြစ်နေလို့ကိုငါကပြုတ်ပြင်ပြောင်းလဲပေးခဲ့တာမင်းဖြစ်နေလို့မင်းမို့လို့ပရိသတ်များရှင်ဇလန်လေးကိုအစဆုံးနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါ